ခင်ဗျားတို့မြန်မာတွေကမြန်မာပြည်တကယ်မချစ်ကြဘူးဗျကိုကျိုးစီးပွားအတ္တအတွက်မြန်မာပြည်ကိုချစ်တယ်လို့လိန်နေကြတဲ့လူလိန်တွေပိုများပါတယ်အဲ့ဒီထဲမှာခင်ဗျားမပါအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်ကျွန်တော်ဒီနေ့ပထမဆုံးပြောရမယ့်သတင်းကတော့တာသမီရှိတဲ့သူတွေအတွက်တော့ကိုချင်းစာစိတ်ဝင်စေခြင်းတဲ့သတင်းတစ်ခုပါကျွန်တော်မဟုတ်ပါကလေးလေးတယောက်လွန်ခဲ့တဲ့နိုင်ပိုင်းလေးကမှသူ့အမေနဲ့သူ့အဖေနဲ့အတူတူနော်9နှစ်အောက်ပဲရှိကလေးလေးပေါ့နော်သူ့အဖေအမေနဲ့တူစပိန်လေးတစ်စီးနဲ့အတူတူညနေဆောင်နေဝင်ကြီးညဘက်ချိန်လေးပေါ့အတူတူအိမ်ပြန်ပြီးတော့ဒါပြန်လာတဲ့အချိန်ပေါ့ပြန်လာနေကြတာဒါနိုင်ပိုင်းလေးအတွင်းမှာပဲနော်သူအစောပိုင်းတော့သူ့အဖေအမေနဲ့ပြောရှင်ကြီးမောနောက်ပြောင်းလဲဖြစ်မယ်သူ့အဖေတွေနဲ့ဟိုနွေးထွေးလည်းဖြစ်မယ်ပေါ့ဗျာပြန်ရောက်ပြန်တော့ရုတ်တရက်ကြီးဆိုသလိုနောက်ကနေမတော်တဆလားတကယ်လားမူလူယူလားဘာလားတော့မသိတယ်နောက်ကနေဝင်ဆောင်လိုက်တဲ့အရာတစ်ခုကြောင့်သူ့အမေရောသူ့အဖေရောသူရောသူကတော့ကလေးလေးကတော့ဘာမှမဖြစ်ရှာဘူးဒါပေမဲ့သူမိဘနှစ်ပါးတဲ့တစ်ပါးတော့ဆုံးပါသွားတယ်တယောက်ကတော့အသေးအံဖြစ်နေတယ်အဲ့ကလေးလေးကအဲ့ဟိုစပိန်နားမှာတုံးလုံးပလက်လေးဒုက္ခရောက်တယ်ရောက်သွားတဲ့အချိန်မှာကူသူကဲသူရောက်လာရင်သူ့အဖေမေရမထနိုင်တော့တဲ့နေထားအဲ့လိုနေထားမျိုးကိုမျက်လုံးထဲမှာခဏပုံဖော်ကြည့်ပါအကယ်၍အဲ့မျက်လုံးထဲမှာပုံဖော်ပြီးရင်အဲ့ဖြစ်စဉ်မှာကိုသာဖြစ်ခဲ့မယ်ဆိုရင်ကိုသားသမီးသာဖြစ်ခဲ့မယ်ဆိုရင်ကိုရဲ့ချစ်ခင်ရသူတွေတမိုးထားသူလေးစားသူတွေဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော်ဘာလုပ်ကြမလဲပေါ့နော်ဘယ်လိုလုပ်ကြမလဲဘယ်လိုခံစားကြမလဲဒါကိုကျွန်တော်ပုံဖော်ပြီးအသိပေးချင်တာပါပြီးတော့ကျွန်တော်နှလုံးသားတွေကကျွန်တော်လူနှလုံးသားတွေကဟိုရှင်းပြရင်တော့အရန်ဟောဖြစ်ပါဘူးတာမန်ဟောမဟုတ်ပါဘူးကျွန်တော်စိတ်ဥတွေမဟုတ်ဘူးလူနှလုံးသားတွေကျွန်တော်နော်ဘလောက်ပဲကျွန်တော်ခဏပြောနေကြကျွန်တော်ရုံးကကျွန်တော်သတင်းတောက်ဖွဲ့တွေကျွန်တော်ညီတွေညီမတွေပြောနေကြရှိတယ် AI တွေဘလောက်ပဲပေါ်လာစက်ပစ္စည်းနည်းပညာဘလောက်သိအောင်ပေါ်လာကောင်းသူတို့မှနှလုံးသားမရှိဘူးနှလုံးသားမရှိတဲ့အတွက်သိကြတယ်ငါတို့လူသူခံစားတာမဟုတ်ဘူးကျွန်တော်ပြောတယ်အဲ့တော့မတူသိကြတာတော့အနည်းဆုံးတော့ခံစားမှုချင်းကွာလိမ့်မယ်အုံနောက်ကကိုယ့်ရဲ့တာရင်တာသွားလိမ့်မယ်ကိုယ့်ရဲ့ပုံ data တွေမြန်သွားလိမ့်မယ်ဒါပေမဲ့နှလုံးသားတွေတော့မရှိဘူးနှလုံးသားမရှိဘဲနဲ့ရှင်သန်နေရင်အဲ့ဒါဘာမှလကားပဲအဲ့တော့ကျွန်တော်တို့ကရှင်းပြအောင်တော့နှလုံးသားတွေနဲ့ရှင်သန်နေကြတဲ့လူတွေဖြစ်တဲ့အတွက်လူကနှလုံးသားရှိလို့လူလို့ခေါ်တာနှလုံးသားမရှိရင်လူမဟုတ်အဲ့ဒါကြောင့်ကျွန်တော်ကဟိုနှလုံးသားရှိတဲ့အတွက်နှလုံးသားရှိတဲ့လူတွေသိသိကျွန်တော်ခံစားစေလို့ပြောတာပါအဲ့တော့ဖြစ်စဉ်ကမြောက်ကလာပါမျိုးတွေမှာဖြစ်သွားတာပေါ့ဗျာမြောက်ကလာပါမျိုးတွေဖြစ်သွားတာမြောက်ကလာမျိုးလည်းဒီငမွေချောင်းကူဒရာနာမှာပေါ့နော်ချောင်းကူဒရာကျော်သူမတ်တိုင်နာမှာမနေ့ကညပိုင်းတာမီတာပါတော့စပိန်လေးနဲ့စီးပြီးတော့ပြန်လာတယ်ညကျွန်တော်ထင်တယ်9နာရီကျော်တော့ဖြုတ်များတယ်ပြန်လာရင်တော့ပေါ့ဗျာပြန်လာနေနဲ့ည9နာရီခွဲလောက်ပေါ့ပြန်လာနေနဲ့နောက်ကနေကားတစ်စီးဝင်တိုက်သွားတာပေါ့ဝင်တိုက်သွားတယ်ကားတစ်စီးဝင်တိုက်ပလိုက်တယ်တိုက်ပလိုက်တော့ဖုန်းစုအကုန်လုံးတာမီတာပါတော့လုံးဟိုဒလင်းခေါက်ခုတွေဖြစ်ကုန်လဲပြီးရောအဲ့ဒါနဲ့ဟိုအနာမြင်တဲ့သူတွေကကားတိုက်သွားပြီဆိုပြီးတော့မြင်တဲ့သူတွေကအတင်းအဲ့ဒါလိုက်သွားလဲဖြစ်ကုန်နောက်ဆုံးမှာတိုက်ခံရတဲ့လူတွေတော့လုံးစေးုံနဲ့ပို့လိုက်မြောက်ကလာစေးုံပို့လိုက်တယ်ပေါ့နော်ကလေးလေးပါဝင်ပို့တယ်ဒါပေမဲ့ဖြစ်ချင်တော့ကားတိုက်ခံသွားတဲ့အချိန်မှာ32နှစ်အရွယ်အမျိုးသမီးနော်သူမိခင်ပေါ့ကလေးလေးရဲ့မိခင်ကတော့ကိုယ်လုံသွားပြီဖြစ်တယ်သူ့ဖေရတော့ဒါစေးုံမှာဖေရတော့စေးုံမှာပေါ့နော်စေးုံမှာရှိတယ်တည်ရစေးုံမှာနည်းနည်းလေးတော့ဟိုဒါတည်တော့မတည်ဘူးနော်ဒါပေမဲ့စိုးရဘယ်လိုထိရိုက်ဆုံများတယ်ပေါ့ဗျာနော်များတယ်လို့တည်ရတယ်ဆိုတော့ကလေးလေးကဘယ်ရွယ်လောက်ရှိလဲဆိုတော့2နှစ်သားပဲရှိသေးတယ်ကလေးက2နှစ်ပဲရှိသေးတယ်ကလေးက2နှစ်သားပဲရှိသေးတယ်ဆိုတော့ကားတိုက်သွားတဲ့လူကတော့အခုချိန်ထိကားတိုက်သွားတဲ့လူကတော့ကားကတော့ထွက်ပြေးတိတ်ရှောင်သွားတယ်အခုချိန်ထိကားသမားလာပြီးဖမ်းခံခြင်းဘာလို့ချင်းညာလို့ချင်းမတွေ့ရသေးဘူးဒီနေ့4ရက်နေ့ထိမတွေ့ရသေးဘူးလို့သိရတယ်မျက်မြင်သက်တွေရဲ့မှတ်တမ်းတွေအရဆိုရင်တော့ကားကတော့ Honda Fit ခဲအောင်လေးလို့ပြောတယ်တချို့တွေမြင်လိုက်တဲ့လူတွေက Honda Fit ခဲအောင်လေးလို့ပြောတယ်ကလေးငယ်တော့တရားရှိတယ်မိဘနှစ်ပါးတော့ဆေးကိုပို့သွားပြီးတော့တယောက်ကတော့တယောက်ကတော့ဟိုသုံးသွားတယ်တယောက်ကတော့စိုးရင်မရှိဘူးဆိုပေမဲ့ဆေးကိုစက်ကူနေရသေးတယ်နော်ကလေးလေးကလည်းတရားလေးအနေငယ်တော့ရသွားတယ်ပေါ့နော်ဆိုတော့အဲ့ဖြစ်တယ်အဲ့တော့ဘာပြောကျွန်တော်တို့တွေးကြည့်တာပေါ့နော်ဒါကလေးတွေတာမိတာဖာတော့ရောက်ကြည့်ရတာအလုတ်ကနေပြန်တယ်လို့ထင်တယ်ယူဆရတယ်ပေါ့နော်အလုတ်ကနေပြန်ပြီးသူ့အိမ်ကိုသူတို့တာမိတာဖာတော့ရောက်အတူတူပြန်ခဲ့ကြတယ်လို့ယူဆတယ်တရင်ချို့မှာတော့ပြောနေကြတာတော့ဒီမိသားစုကဟိုမှာနေတယ်ပေါ့နော်ဘာလို့ဆိုမိသားစု၃ဦးလုံးကနေတဲ့နေရာနေဦးဗျဆွေတော်ဖျားဝဲနောက်ဖက်ရက်ကွက်ထမှာနေတာနော်ဆွေတော်ဖျားဝဲနောက်ဖက်ရက်ကွက်ထမှာနေတာမိသားစု၃ဦးကကဲဘယ်မှာနေပါကျွန်တော်တို့ဒီပြစ်စင်မှာတာမိတာဖာ၃ယောက်ကတော့သူစိုးသူကောင်းမဲ့စပိန်လေးတစ်စီးနဲ့အတူတူပြန်လာတယ်သူသားလေးကိုသူတို့သားလေးကလေးလေးကိုကလေးလေးကိုတယောက်ကချီထားမယ်ပေါ့ဗျာချီထားပြီးတော့ရှေ့ကမျိုးသားဖြစ်သူနင်းမယ်မြို့သမီးကတော့ဒါနောက်ကထိုင်လိုက်မယ်ပေါ့ဒါပေမဲ့ကားတိုက်တော့
မြို့သမီးဆုံးသွားတယ်ကလေးရတန်ရတယ်ဖခင်ဖြစ်သူတော့တန်ရတယ်ဒါပေမဲ့စိတ်ကူးနေစေပေါ့နော်ဆိုတော့မိသားစုတွေမိတဝဲဖာတော့ပဲဖြစ်သွားရှာတယ်ဆိုတော့ကားသမားကတော့မောင်းပြီးထွက်ပြေးသွားတယ်တိုက်တဲ့ကားသမားတော့တာဝန်မခံဘူးထွက်ပြေးသွားတယ်ထွက်ပြေးသွားပြီးတော့အခုချိန်ထိအဖမ်းမခံဘူးအဲ့တော့ကျွန်တော်ဒီနေရာမှာပုံမှန်ပြောရရင်တော့ကျွန်တော်ရုပ်သံနားထောင်နေတဲ့သူတွေထဲမှာအဲ့ကားမောင်းတဲ့သူအဲ့ဒီညအဲ့ကားမောင်းတဲ့သူတယောက်ရှိခဲ့တယ်ဆိုရင်ဒီမိသားစုဆုံးရှုံးသွားမှုကလေးထိခိုက်နေတာသွားမှုတွေအတွက်အနည်းဆုံးတော့တွားရောက်ပြီးတာဝန်ယူပြီးဖို့တင်တယ်ရှောင်ပြေးနေမယ်အစားပေါ့ရှောင်ပြေးနေမယ်ဆိုတာတာဝန်ယူဖို့တင်တယ်ပြီးတော့အချိန်တိုင်းပြန်ဖော်ထုတ်ရင်လည်းပေါ်မှာပါပဲမိမှာပါပဲဒါတွေကCCTV မှတ်တမ်းတွေပြန်လိုက်မယ်နောက်ဆက်တွဲလိုက်ရခါကြရင်ပေါ်လာမှာပဲဘယ်လိုဖြစ်ဖြစ်မလွတ်ပါဘူးတကယ်လိုက်မလွတ်ပါဘူးအဲ့တော့ကိုယ့်အသိစိတ်နဲ့ကိုသွားပြီးတော့ yes ခါမှာဖြစ်ဖြစ်အဲ့သက်ဆိုင်ရာမိသားစုဆေးရုံမှာဖြစ်သွားတွေ့ပြီးတော့ကျွန်တော်တို့ညတော့တိုက်မိသွားပါတယ်ကျွန်တော်တာဝန်ယူပါတယ်ဆိုတာမျိုးလုပ်တင်တယ်ဒါလူပိသားတာလုပ်တင်တယ်ကားကတော့မတော်တဆတော့တိုက်နေတာပဲဘာလို့ဆိုတော့တိုက်နိုင်ချင်ရှိပါတယ်ကားမတော်တဆတိုက်နိုင်ချင်ရှိတယ်ဒါပေမဲ့တိုက်တဲ့ခါမှာတာဝန်ယူရတဲ့တတ်တည်လေးရှိကြဖို့လိုတယ်တာဝန်ယူတဲ့တတ်တည်ရှိကြဖို့လိုတယ်ဒါလေးရေးကြည့်ပါတယ်ကိုရွေးချက်ရှိတိုက်ပြီးတတ်တယ်ဆိုရင်တော့တမျိုးပေါ့ဗျာရွေးချက်ရှိတိုက်တာမဟုတ်မတော်တဆဖြစ်သွားတာဆိုရင်ကိုမူးလို့ရမောင်းဘာဖြစ်လို့မောင်းဘာကြောင့်ဖြစ်ပေါ့ဗျာဖြစ်သွားတယ်ဆိုရင်ကိုကြောင့်ဖြစ်သွားတဲ့တစ်ဖက်မိသားစုပြိုကွဲသွားတာကြီးကိုတာဝန်ယူပေးကြဖို့တိုက်တွန်းခြင်းတယ်တာဝန်ယူတိုက်တွန်းအဲ့တော့ကျွန်တော်ရုပ်သံကြည့်ရတဲ့အထက်မှာအဲ့ဒီကားမောင်းသမားပါနေခဲ့ဆိုရင်ခမရအနေနဲ့သွားပြီးတော့တာဝန်သွားယူလိုက်ပါကိုတာဝန်ကိုယူလိုက်ပါဒါအကောင်းဆုံးပါဒါလူပေးတတ်ရလို့ရပါရှောင်ပြေးနေတာရှင်းပြလူမပြီးတတ်ရရောက်တယ်နှလုံးသားမရှိရရောက်တယ်ရက်ဆက်ရရောက်တယ်နော်အဲ့တော့ဒါလေးကိုကျွန်တော်တို့ဂျုံကြိုက်ထည့်ပြတာပြီးတော့ရန်ကုန်မှာကားတိုက်နိုင်ပါသလားစပိန်နေတိုက်နိုင်ပါသလားမင်းဖြစ်နိုင်ပါတယ်ရန်ကုန်မှာကဒီ food delivery ပေါ့ဗျာ food delivery နောက်တစ်ခါဒီ delivery service တွေကရန်ကုန်မှာတအားပေါ်လာတယ်နောက်တစ်ခါ73စီပြဿနာအများကြီးတက်တယ်ဘတ်စကားမရှိနေတဲ့သူရှိတယ်အဲ့တော့စပိန်စီရဲ့လူရန်ကုန်မှာအများကြီးပဲရန်ကုန်စပိန်စီအများကြီးပဲစပိန်စီရဲ့သူတွေကလည်းကားလမ်းကတီးချလမ်းမရှိဘူးသူတို့မှာဒီကားလမ်းမှာပေါ်မှာပဲသူတို့ကစပိန်နဲ့တော့ကြရတယ်အဲ့တော့စပိန်တော့ကြတဲ့ခါကျတော့သူတို့မှလည်းရှင်းပြရင်တော့စပိန်နဲ့တော့ကြတဲ့ခါမှာနောက်ကကားတွေကမစင်မချင်းမောင်းလို့ဖြစ်စေမတော်တဆဖြစ်စေတိုက်မိခံရတာဖြစ်နိုင်တယ်အဲ့တော့စပိန်သမားတွေထဲမှာတချို့စပိန်သမားတွေလည်းကောင်းမောစီးနေကန်နဲ့စီးရလူရှိပါတယ်တချို့ကြတော့လည်းကားတွေရှိလဲမရှောင်ဖြတ်ဝင်ဟိုဖြတ်ဝင်ဒီဖြတ်ဝင်တဲ့လူတွေရှိတယ်တကယ်လည်းရှိတယ်ကျွန်တော်တို့လည်းကိုတွေ့ပါအခုသုံးဘိန်းဆိုင်ကယ်တွေစပိန်တွေအကုန်လုံးကရက်ွက်တွေမှာဘာလဲဆိုရက်ွက်တွေမှာလမ်းတွေမှာသူတို့လမ်းကိုသူတို့ပိုင်တယ်လို့မျိုးသူတို့တချို့တွေလုပ်တာလည်းရှိပါတယ်ဒါသူတို့ဘက်မှာလည်းအမှားတွေရှိသလိုလူတိုင်းမှာမှားနေတော့မဟုတ်ကားသမားတွေဘက်မှာလည်းမှားတာရှိတယ်အဲ့တော့ဒါမျိုးတွေဖြစ်တတ်တယ်အဲ့တော့ရန်ကုန်မှာရှိတဲ့ရန်ကုန်တိုင်းပြည်အစိုးရအဖွဲ့တာဝန်ရှိသူတွေအနေနဲ့ကဒီလမ်းကိုစပိန်တွေကိုကျွန်တော်အခုဒါထားပြောလိုက်ပြီစပိန်တွေကိုပိတ်သွားဆိုပြီးတော့လုပ်ပြတာမျိုးလည်းမဖြစ်သင့်ဘူး transportation မှာစပိန်လည်းအရေးကြီးပါတယ်ရေးပါပါတယ်ဘာလို့ဆိုအဲ့တော့စပိန်တွေကိုသွားလို့ရတဲ့ link လမ်းတွေဖန်တီးပေးဖို့လိုတယ်မြင်းချောင်းတွေဆွဲပေးဖို့လိုတယ်ဒါတွေလုပ်ဖို့လိုတယ်ပေါ့နော်ပြီးတော့ဖြစ်နိုင်ရင်လမ်းတွေကိုပြန်တွက်ချက်ပြီးတော့စပိန်ကိုဘယ်လိုသွားသုံးခွင့်ပေးမလဲပေါ့နော်ကားတွေနဲ့စပိန်တွေကိုဘယ်လိုမျှသုံးလဲဆိုတော့ပြန်လဲစဉ်းစားဖို့လိုတယ်ပေါ့ဗျာနော်ပြီးတော့စပိန်သမားတွေဘက်ကလည်းစီးနေကန်နဲ့စီးကြဖို့လိုတယ်စီးနေကန်စီးကြဖို့လိုတယ်ပေါ့မဟုတ်ရင်ဒီလိုမျိုးစိတ်မကောင်းစရာဖြစ်ရတယ်ကြားတတ်ပါတယ်မြင်ရတတ်ပါတယ်အဲ့တော့ဒါတွေအားလုံးကစနစ်ပါပဲစနစ်မှန်ရင်အားလုံးကတော့မှန်တော့ပါလိမ့်မယ်စနစ်မှားရင်အားလုံးကလွဲချုံပါပဲဘာလို့ဆိုတော့စနစ်ဘာကိုမှားတယ်မှန်တယ်ပြောလို့ဆိုတော့ကျွန်တော်ရန်ကုန်မြို့ကလမ်းတွေနဲ့ပတ်သက်ရင်ထင်းရဲတွေမှာတာဝန်ရှိသလားလို့မေးရင်ထင်းရဲတွေမှာလည်းတခါသူတို့မေးရင်သူတို့ကလမ်းတွေကကျွန်တော်တို့ဆွဲတာမဟုတ်ဘူးတဲ့ဒီလမ်းတွေကစီမံဆွဲတာတဲ့ဟောစီမံသွားပြီးတော့ဥပဒေရေးယူတာကျွန်တော်တို့မဟုတ်ဘူးတဲ့ရင်ထင်းရရေးယူတာတဲ့ရင်ထင်းရနဲ့စီမံရလမ်းတွေမှာပြဿနာတက်တယ်ဥပမာကျွန်တော်တို့အခုတော့ပြောင်းလိုက်ပါပြီရွှေကုန်းတိုင်းဘာလဲကုတ်ကိုင်းကုန်းကျော်တရားကုတ်ကိုင်းကုန်းကျော်တရားဆိုရင်အဲ့ဒီအောက်မှာအခုဆိုရင်မြောက်ကိုရီးယားစတိုင်ထီလေးနဲ့လှုပ်ထားတယ်လို့သိရတယ်ရှစ်မိုင်တရားအောက်မှာလည်းရှိတယ်လို့သိရတယ်ဆိုတော့မြေတော်ရဖြစ်စေကမူဒီကုတ်ကိုင်းတရားပေါ့နော်ဒီကျွန်တော်တို့မြန်မာပလာဇာအောင်နောက်ဆင်းနေကုတ်ကိုင်းတရားအောက်မှာရခင်အဲ့မြောက်ကိုရီးယားစတိုင်ထီမဖြစ်ခင်တော့ဆိုရင်ကိုယ်ကိုလမ်းနှစ်ကြောပေးထားတယ်ကျွန်တော်ကိုယ်တိုင်ပြဿနာတက်တယ်ကိုယ်ကိုလမ်းနှစ်ကြောပေးတယ်ဒီဘက်ကမိဘရဲ့စိတ်နေချိန်မှာအောက်တရားအောက်မှာနော်ကိုယ်ကိုနှစ်ကြောပေးတယ်မိဘရဲ့စိတ်နေကမှသူကဒဲလာတဲ့ကောင်လည်းဒဲလာတယ်ကိုယ်တဲ့ကောင်လည်းကိုယ်တယ်အဲ့ဒီမှာဟိုဘက်ကားနဲ့ဒီဘက်ကထိတိုက်တွေ့ပြီးတော့မတိုက်အောင်တော့မယ်ပဲကပ်ပြီးမောင်းရတယ်ပြဿနာတက်တယ်အဲ့ဒါဟိုဘက်တောင်းကရထင်းရဲယုံကြီးရှိတယ်ဆိုတော့ရဲတွေမေးကြည့်ရင်ရထင်းရဲတွေကဘာပြောလဲဆိုတော့လမ်းတွေကြတော့ကျွန်တော်တို့ဆွဲတာမဟုတ်ဘူးတဲ့စီမံဆွဲတာဆိုတော့ဟောစီမံဥပဒေအောက်မှာရှိတယ်စီမံဆွဲတာဒါပေမဲ့စီမံကမင်းစီမံကဘာပြောမလဲဆိုရင်ကားတွေကားပေါ်မှာစီမံစည်းကမ်းနဲ့မညီမောင်းတာခုနဒီမြင်းပိတ်တွေမှာကြော်မောင်းတာဖြတ်မောင်းတာကိုယ်မောင်းတာဒါမျိုးတွေပေါ့ဗျာအဲ့ဒါမျိုးတွေမောင်းတာတွေအဲ့ဒါတွေကရေးတော့ရင်ထင်းရရေးတော့ကျွန်တော်စီမံဘာမှမဆိုင်ဘူးအဲ့လိုမျိုးအပြန်လာဖြစ်ကြတယ်ပြီးတော့စနစ်တွေလွဲနေတာပေါ့နော်စနစ်တွေလွဲနေတာကျွန်တော်ရန်ကုန်ဆိုရင်စနစ်ဘယ်လောက်လွဲလဲဆိုရင်အချင်းချင်းခါကျွန်တော်ကြောက်တဲ့မြင်ရတယ်ဘာလို့ဆိုလမ်းတွေကိုမြောင်းဖော်တယ်ဖော်ပြီးရင်လမ်းခင်းတယ်ခင်းပြီးမြောင်းပြန်ဖော်တယ်ခင်းပြီးအဲ့မှာတခါအသိပြောင်းလမ်းတွေကိုခင်းပြီးတော့မှတခါလမ်းထပ်ခွဲပြီးတော့အထက်ကိုရေပိုက်လိုင်းထည့်တယ်
တခါပိတ်ပြီးပြန်ပိတ်တယ်ပြီးရင်တခါလမ်းပြန်ထပ်ခွဲတယ်ပြီးရင် internet ကြိုးတွေထပ်တယ်ဟာခင်ဗျာကိစ္စတစ်ခုကိုတခါတည်းလုပ်လို့ရလဲမလုပ်ချအောင်ဆိုတော့ကျွန်တော်တို့အဲ့ဒါတွေပြောရင်ပြောတဲ့လူအစိုးရအာဏာပိုင်အဖွဲ့အစည်းတချို့လူတွေမကြည့်ဘူးမကြည့်ဘူးမကြိုက်ကြဘူးဒါပေမဲ့ကျွန်တော်တို့ကမြင်နေရရလွဲနေဒါဟိုတခါတည်းဆက်ရပါတခုတည်းပေါင်းပြီးတော့တခါတည်းပေါင်းပြီးတခြားလုပ်လို့မရဘူးလားဗျာစနစ်တခြားလုပ်လို့ရပါတယ်အဲ့တော့ပေါင်းဆက်ညီနိုင်လုပ်လိုက်ရင်တခါတည်းပြီးမဲ့ကိစ္စဘတ်ဂျက်လည်းသက်သာမဲ့ကိစ္စကိုလမ်းကိုခင်းတယ်ဖောက်တယ်ပြန်ခင်းတယ်ထပ်ဖောက်တယ်ခင်းတယ်အပတ်လည်းရိုက်နိုင်တာမှာကျွန်တော်စဉ်းစားတော့နော်လွဲတာပေါ့အဲ့တော့ကျွန်တော်တို့စနစ်ပါရန်ကုန်လိုမြို့ကြီးမှာစနစ်ကိုစနစ်တကျချနိုင်ခဲ့ရေလမ်းစည်းကမ်းရေးစည်းကမ်းအဲ့ဒါဒီအကုန်လုံးပေါ့ဗျာအကုန်လုံးပေါ့စနစ်ကျချနိုင်ခဲ့လို့ရှိရင်ရန်ကုန်ကလှပပါမယ်တန်ရှင်းပါမယ်တက်ရပါမယ်ခုလိုမျိုးမကြောက်ဝဲမှန်တာသတင်းတွေမကြားဘူးပေါ့ဗျာနော်ပြီးတော့ကာမောင်းတဲ့သူတွေနေလဲညနေတကောင်ဆိုရင်မူယူရန်ကမောင်းစားမောင်းတာမျိုးမလုပ်ကြောက်ပေါ့နော်ကျွန်တော်တို့လည်းနည်းနည်းပါတောက်ပါတယ်နည်းနည်းပါမှုတော်တော်များလည်းတောက်ပါတယ်ဟုတ်မဟုတ်တောက်ပါတောက်တောက်ပါတယ်ဆိုဒါပေမဲ့မူယူပြီးမောင်းတဲ့အထိကျွန်တော်တို့မလုပ်ဘူးဗျကျွန်တော်တို့အဲ့လုပ်လိုက်လို့ကိုကြောင့်လည်းလူမသေးတဲ့လို့ကိုလည်းမသေးတယ်အဲ့တော့ပွင့်လင်းပြောရင်တော့သတိထားသွားလာနေထိုင်ပြီးတော့ဝမ်းပြကြဘူးလို့တော့ဗျာနော်ပြီးတော့ဖြစ်နိုင်ရင်တော့ထိုင်းမှာလို့လုံနိုင်ဘူးကောင်းတော့ဗျာထိုင်းကိုတော့လုံနိုင်ဘူးကောင်းတော့ဒါစနစ်ကြလေးဖန်တီးဖို့တိုက်တွန်းချင်ပါတယ်တော့ဆိုတော့ကိုလိုဆုံးမရတဲ့ကလေးတော်လည်းစိတ်မကောင်းဖြစ်ရတယ်ထွက်ပြေးတိမ်းရှောင်နေတဲ့ကားသမားနဲ့ဒီကားပြင်တိုက်မှုကျူးလွန်တဲ့သူအနေနဲ့လဲကိုတာဝန်ကိုယူပြီးတော့ယောက်ျားပြီးသားဖို့နော်ပြီးတော့လူပြီးသားဖို့တိုက်တွန်းပါတယ်နော်ဒါလေးစိတ်မကောင်းစရာသတင်းဖြစ်နေစပြောတာပါနောက်တစ်ခုကတော့ကျွန်တော်တို့ရန်ကုန်အကြောင်းပဲထပ်ပြောမယ်နောက်ထပ် issue တစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒေါပုံမှာဖြစ်တာဒေါပုံမှာဖြစ်တာဒေါမှာဘာလဲဆိုတော့နွေရက်ကွက်တော့ဟိုနွေရက်ကွက်မှာနော်နွေရက်ကွက်မှာတဲ့ဒီဘင်္ဂလီတွေကိုတွေ့လို့ဆိုပြီးတော့အဲ့ဒီမှာအိုးနဲ့ဒီမဘာသာအဖွဲ့တွေပေါ့ဗျာဘုန်းကြီးတွေရဟန်းတန်ဃာတွေအဖွဲ့တွေရောက်ချသွားတယ်ဘင်္ဂလီတွေ့လို့ဆိုရောက်ချသွားရောက်ပြီးတော့အဲ့ဒီမှာဒေါပုံဝါထဲမှာဝင်ဖမ်းတာဟိုပေါ့နော်ဟိုအဖွဲ့တွေရောက်လာတာပေါ့နော်ပြောတော့မဘာသာအဖွဲ့တွေရောက်လာတဲ့ရဲတွေလုံးကျုံအဖွဲ့တွေရောက်ချလာပြီးတော့ရှင်းရတဲ့ဇာတ်လမ်းတစ်ခုဒေါပုံမှာဖြစ်သွားတယ်ပေါ့ဒေါပုံနွေရက်ကွက်မှာမေလ2ရက်နေ့ညနေ9:00နာရီလောက်ကဖြစ်တာညနေဆောင်လောက်ကနော်ဆိုတော့ဒေါပုံတွေရက်ကွက်ငကနီနှစ်လမ်းတိုက်မှတ်49နော်အဲ့ဒီမှာဒီဘူးသီးတောင်မောင်းတော့ဘက်ကဘင်္ဂလီတွေရောက်တယ်ကျွန်တော်ဒီနေရာမှာလေပြည်ပြေးမီဒီယာတွေကကောင်းဒုက္ခပေးတာဘယ်လိုဒုက္ခပေးလဲဆိုတော့ DVB တို့ခေတ်သစ်တို့ဘာလို့ဆိုရင်ဘယ်လိုရေးလဲဟိုသိမ့်မြမရင်းသိမ့်မြတို့ဘာလို့ဆိုရင်ဘယ်လိုရေးလဲဆိုတော့ဟိုရိုဟင်ဂျာလို့ရေးတယ်သူတို့အဲ့လိုရေးတော့မှကိုအဲ့9ယောက်အဲ့အဖွဲ့တွေကုန်ထောင်တဲ့ရောက်ကုန်မှာဘာလို့ဥပဒေမှာမြန်မာနိုင်ငံမှာဘင်္ဂလီပဲရှိတာရိုဟင်ဂျာသာမရှိဘူးအဲ့တော့ရိုဟင်ဂျာသာမရှိတဲ့အတွက်အဲ့လိုရေးလိုက်တဲ့အတွက်အဲ့လူတွေကူတာလားဒါမှမဟုတ်ကြောက်တဲ့ထက်ထိုးတယ်ထောင်းတဲ့ထိုးတယ်လားမသိဘူးเนาะဖြစ်စဉ်ကိုဒီကောင်တွေပောက်ခဲ့ရှောက်ရေးတာပြောတာအဲ့တော့ထားပါတော့ဒီနွေရက်ကွက်နဂရီနှစ်လမ်းတိုက်မှ49မှာဒီဘူးသီးတောင်မောင်တော့ဘက်ကလူတွေတစ်ဖွဲ့ရောက်လာတယ်ဘင်္ဂလီရောက်လာတော့အဲ့ဘင်္ဂလီရောက်တာဝင်ထွက်သွားလာလူတွေများနေတဲ့ခါကျတော့ဒီရက်ကွက်ထက်မှနေတဲ့လူတွေနည်းနည်းစိုးရိမ်လာကြတာပေါ့နော်စိုးရိမ်လာတော့ဘင်္ဂလီပြီးတော့ကိုမြင်နေကြလူတွေမဟုတ်ဘူးအဲ့တော့နွေကလည်းဘယ်လိုရက်ကွက်လဲမင်းပွင့်လည်းပြောနွေကလည်းဒါအစ္စလမ်ဘာသာဝင်တွေအများဆုံးနေထိုင်ရရက်ကွက်သွားတွေ့ဖြစ်ရတယ်အဲ့ဒီနွေနဲ့ဟိုဘက်မှာဗမာအေးဆိုတာရှိတယ်နွေဒီဘက်ကိုကြော်တဲ့ရက်ကွက်တွေရှိတယ်ဒါပေမဲ့အဲ့နွေမှာတော့အစ္စလမ်ဘာသာဝင်တွေအများဆုံးနေထိုင်ကြတယ်အဲ့တော့နေထိုင်ကြတဲ့ခါကျတော့အဲ့မှာဘင်္ဂလီလည်းနေတယ်ပေါ့ဗျာဘင်္ဂလီရောက်ချလာတာပေါ့အခုအဲ့ပူဇော်မောင်တော်စစ်ဆောင်နေဆိုပြီးရောက်လာတဲ့ဘင်္ဂလီအဝန်ထွက်လုပ်တယ်အိမ်တိန်ထဲမှာလူတွေအများကြီးဖြစ်နေတဲ့ခါကျတော့ရက်ကွက်နေတဲ့လူတွေစိုးရင်ပုံရတယ်စိုးရင်ပုံရတော့သက်ဆိုင်ရာအုပ်ချုပ်ရေးတာဝန်ရှိသူတွေသွားပြောတယ်ပြောရင်မတုံမလုပ်တွေပေါ့အုပ်ချုပ်ရေးတာဝန်ရှိသူတွေသက်ဆိုင်ရာထွေအုပ်တို့ရဲတို့ပေါ့ဗျာသွားပြောရင်မတုံမလုပ်ဟိုမသိတယ်လို့ထားလိုက်ပါလို့အေးဆေးတို့စသဖြင့်ပေါ့ဗျာသူတို့စိတ်ထဲမှာတိတ်ရင်းကြီးလို့ထင်နေပုံရတယ်ဗျာထင်နေပုံရတော့အဲ့ဒီမှာဒီမနေနိုင်တော့တဲ့ဆုံးလိုက်ကြအောင်ရဟန်းတန်ဃာတွေပါလာအောင်ဘုန်းကြီးပါလာအဲ့တော့ရဲစခန်းသွားတွေ့ရောရဲစခန်းနဲ့ထည့်ရတွေ့ရောရဲတွေကဘုန်းကြီးတွေဘာလို့ပါလာလဲဆိုတွေ့တော့ဘုန်းကြီးတွေမနေတော့လို့ပါလာတာပြီးတော့မမသားတွေမနေနိုင်တော့လို့ပါလာတာဒီရုပ်နဲ့ဘာလဲပေါ့ဆိုတော့တွားကြည့်လိုက်တဲ့ခါကျတော့ဒီလူတွေကအဲ့ဒီစစ်ဘေးရှောင်လို့ခေါင်းစဉ်ယူအောက်မှာရှိတယ်အဲ့ဒီဘင်္ဂလီတွေကိုစာတင်ပေးတယ်ပေါ့အာရဗီဘာသာအာရဗီစာရေးတင်ပေးနေတယ်ဆိုတော့ဘာလဲဆိုတော့တော့အခမဲ့ပညာရေးအကြောင်းလို့မျိုးခေါင်းစဉ်ပြောတယ်ပေါ့ဆိုတော့ဟုတ်ပြီမင်းတို့ကွာတဲ့အဲ့မှာသွားတဲ့ဘုန်းကြီးတွေကပြောတာမင်းတို့ကွာအဲ့ဒါဆိုရင်ငါတို့ဒီမှာရက်ကွက်ထဲမှာဆင်းရဲနှမ်းပါတဲ့ဗမာလေးတွေရှိတယ်မင်းတို့အဲ့ဒါလည်းထည့်စာတင်ပါလားဆိုတော့မဟုတ်ဘူးတဲ့သူတို့အဲ့အာရဗီဘာသာအာရဗီစကားတွေပဲအစ္စလာမ်ဘာသာဝင်မတင်တာတဲ့ဘင်္ဂလီတွေပဲတင်တာကျမ်းလူမတင်ပါဘူးဆိုတော့နည်းနည်းတော့ပြဿနာရှိတာပြီးတော့အဲ့ကျောင်းကတင်ကြားခွင့်လိုင်စင်ခွင့်ပြုချက်ယူထားသလားဆိုတော့မယူထားဘူးအဲ့ဒီဘင်္ဂလီတွေမှာအထောက်ထားရှိသလားဆိုတော့လေတချို့အထောက်ထားမခိုင်ပါဘူးမခိုင်မာတော့တန်တရားရှိတာပေါ့ဗျာရှင်းပြောရင်တော့ဟိုဘင်္ဂလီဒီမှာလာပြီးရောက်လာပြီးဘင်္ဂလီဒီမှာလာပြီးပြီးမှရောက်လာပြီးတော့နိုင်ငံသားအမိဖောက်သွားမှကိစ္စမျိုးတွေဇာတ်လမ်းတွေရှိတယ်တကယ်လည်းရှိတယ်တကယ်လည်းရန်ကုန်မြို့မှာဘင်္ဂလီတွေပြီးမှကူးလာတယ်ရန်ကုန်မြို့ရောက်လာတယ်တခြားမြို့ကြီးရောက်လာတယ်သက်ဆိုင်ရာလာဝကတွေဘာညာနဲ့ဟိုလူဒီလူနဲ့တော့ပေါင်းပိုင်ရန်ဆိုင်ရည်နဲ့ပေါင်းပြီးတော့လမ်းကြောင်းတွေရှာပြီးလည်းဖြစ်အောင်မှ
မှတ်ပုံတွေရအောင်လုပ်စသဖြင့်ပေါ့ဗျာလုပ်ကြတာပြုတ်ပြီးဧည့်တွေပေါ့ဗျာအဲ့ဒါကြီးလုပ်ပြီးတော့မှနိုင်ရအောင်လုပ်တာပေါ့အဲ့လိုမျိုးလုပ်ကြတာရှိတော့အဲ့ဘုန်းကြီးကပြောတော့ရိုးဖြစ်ကုန်ပြီးတော့အဲ့ဒါနောက်ကျတော့အုပ်ချုပ်မှုတွေယာယီမှုတွေစိန်မှုရောက်ချလာပြီးတော့အကုန်ဝိုင်းဖုန်းကြီးတွေနဲ့ဝိုင်းပြီးစစ်ကြဆေးကြမေးကြမြင်းကြလုပ်ပြီးတော့ရိုးဖြစ်သွားတယ်ဖြစ်သွားပြီးတော့အခုဒါဘာဖြစ်လဲဆိုတော့သူတို့ကြည့်လိုက်တော့နောက်ဆုံးပူးစီတော်မောင်းတော့လူဖြစ်နေဆိုတော့အထောက်ထားကိုစစ်လိုက်တဲ့ခါကျတော့ EID တွေနဲ့ကောက်စစ်လိုက်တဲ့ခါကျတော့သူတို့မှပြုတ်လို့ပါလို့ပေါ့တချို့အထောက်ထားတွေပါနာတွေ့ရတယ်အဲ့တော့ထောက်ထားတွေပါနာတွေ့ပြီးတော့နောက်ဆုံးအုပ်ချုပ်ရေးဖွဲ့တွေကသူတို့လူတွေကိုခွဲပစ်လိုက်ပြီးတော့တခြားနေရာဖြောက်လိုက်တယ်အခုဆိုရင်အဖြေကတော့အခုချိန်ထိကျွန်တော်မဘာသာဖွဲ့ဟွာတွေပေါ့နော်ရက်ကွက်မှာရှိတဲ့တာဝန်ရှိသူတွေကျွန်တော်မေးကြည့်တဲ့ခါကျတော့တချို့တွေမေးကြည့်တဲ့ခါကျတော့အခုချိန်ထိတော့ဒီနေ့4ရက်နေ့ထိကိုတော့2ရက်နေ့ဖြစ်တယ်3ရက်နေ့မနေ့ကတော့တခြားထပ်ပြောတယ်ဒီနေ့4ရက်နေ့ထိကိုတော့ရှင်းလင်းတဲ့သတင်းစကား message တွေကိုအုပ်ချုပ်ရေးအာဏာပိုင်ဖွဲ့စည်းတွေကပြန်မပေးနိုင်သေးဘူးပေါ့ဒီလူတွေဘာတွေလဲဘယ်သူတွေလဲဘာလုပ်တာလဲဘယ်ရလာတာလဲဘလို့အထောက်ထားတွေနဲ့နေထိုင်တာလဲနဲ့နောက်တစ်ခါဘာတွေလုပ်ကြတာလဲဆိုတော့ဟာတွေကိုရှင်းလင်းတဲ့အထောက်ထားမပေးနိုင်ဘူးဖြစ်နေတယ်မပေးနိုင်ဘူးပေါ့နော်အဲသူတို့မသိရဘူးဖြစ်နေတယ်မသိရတော့တိတ်ပြီးတော့စောင့်နေတယ်ပေါ့နော်ငါတို့မင်းထောက်ထားတရားပြန်ပေးမင်းနောက်မို့ဆိုငါတို့ရက်ကွက်ထံမှာမင်းရုံနဲ့ဘာမှမသိဘူးနော်မင်းရမ်းမလို့မရဘူးဆိုတာမျိုးပေါ့ဗျာပြောတော့ဒါရက်ကွက်နေလူထုနဲ့တန်ဃာတွေရဲ့စိုးရိမ်မှုကမှန်သလားမင်းမနှပြန်တော့ကိုရက်ကွက်တဲ့ကိုလမ်းတွေကိုလူစိမ့်တွေဝင်လာပြီးရုံရှုပ်တွေဆိုရင်လူတိုင်းစိုးရိမ်ကြတာပဲခင်ဗျားတို့လည်းခင်ဗျားတို့ရက်ကွက်ထံမှာရုံရှုပ်ဆိုရင်စိုးရိမ်တာပဲပြီးတော့အိမ်ထဲမှာဗျာအဲ့လိုအုံနေချင်းတွေလူဆွဲပြီးထုတ်တာကဲမတော်တဆဗျာကဲမတော်တဆပေါ့နော်အချမ်းဖက်လို့ရတယ်လို့ရောက်လာဆိုဘယ်လိုလုပ်မလဲဘယ်သူရှင်းမလဲဘယ်သူတောင်းရင်ရှင်းမှာလဲဘယ်သူကြိုင်မှာလဲတော့အချမ်းဖက်လို့ဖို့ဆိုရင်ပြောတာနော်လုပ်ခဲ့မယ်ဆိုရင်ပြောတာလုပ်တယ်လို့ပြောတာမဟုတ်ဘူးအချမ်းဖက်လို့ရလို့ဖို့ဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲပေါ့နော်ကျွန်တော်တိုင်းပြည်ကပြီးတော့ဒီဘင်္ဂလီတွေ issue ကလည်းကျွန်တော်တိုင်းပြည်ကနည်းနည်းတော့ရှုပ်ထွေးနေတယ်မှာပါတယ်အဲ့တော့အာဏာပိုင်ဖွဲ့စည်းတွေအနေနဲ့ကလည်းဒီကိစ္စမျိုးမှာတိတိကျကျထမ်းဆောင်ဖို့လိုတယ်ဒါကြောင့်ကျွန်တော်အချိန်ခါပြောခဲ့တယ်တကောင်စင်းအဲစင်းစစ်ပါအချိန်ခါပြောတယ်ဘာလို့ဆိုရင်လဲရက်ကွက်ဒီမှာကျွန်တော်တို့ဒီဟိုနိုင်ငံသားစစ်တွေကတော့ပြဿနာမရှိဘူးနိုင်ငံသားမဟုတ်သေးသူတွေကြတော့ပြဿနာရှိတယ်ရန်လုံးလို့မရဘူးအဲ့ဒါတွေကကျွန်တော်တို့နိုင်ငံမှာဘယ်နိုင်ငံမှလက်မခံဘူးအဲ့ဒါတွေဒီလိုမျိုးစီးမဲ့ကမ်းမဲ့ဒါမှမဟုတ်လဲစီးမရှိကမ်းမရှိသို့မဟုတ်ဘယ်လိုခေါ်မလဲဒီအထောက်ထားခိုင်မှာတေချာမရှိဘဲနဲ့ရုပ်တရက်ဝင်ကျင်လုံးထွက်ချင်တယ်ဆိုတော့ဘယ်နိုင်ငံလက်ခံလဲပေါ့ဗျာကျွန်တော်တို့စီမှာဘာသာတူလို့ခေါ်ထားတယ်ဆိုတာမျိုးကဟုတ်ပြီဥပဒေနဲ့တွားလို့ရမယ်ရှင်းပြရင်ကျွန်တော်နိုင်ငံအပါဝင်ဘယ်နိုင်ငံမှမဆိုဥပဒေထက်မှာဘာသာတွေရှိဖို့မသိဘူးဥပဒေပဲဘာသာမဆိုင်ဘူးအဲ့ဒါကိုနားလည်ဖို့တချို့တွေလိုတယ်ပေါ့နော်အဲ့တော့ຫນွေအေးရက်ကွက်တူပါလို့ဆိုတော့ကျွန်တော်လည်းသိမစိမ့်ပါဘူးကျွန်တော်သိတယ်အဲ့တော့ကျော်ကောင်းသိတယ်အဲ့တော့တချို့အားကြရင်တော့အဲ့ရက်ကွက်မှာနေထိုင်နေအစ္စလမ်ဘာသာဝင်တွေအနေနဲ့လည်းမှန်ကန်တိကျလို့ကြဖို့လိုတယ်အုပ်ချုပ်ရေးအာဏာပိုင်ဖွဲ့စည်းတွေနဲ့လည်းရှင်းပြတော့အဂရိကင်းအောင်နေကြဖို့လိုတယ်နော်အဂရိကင်းအောင်နေကြဖို့ပြီးတော့နောက်တစ်ခုကရက်တပ်ဖွဲ့မြို့နယ်ရက်တပ်ဖွဲ့သက်ဆိုင်ရာမြို့နယ်ဟိုတာဝန်ရှိသူတွေအဂရိကင်းအောင်နေကြဖို့လိုတယ်အခုရှိတယ်လို့ပြောတာမဟုတ်ဘူးခင်ဗျားတို့ရှိတယ်လို့ပြောတယ်ထင်ပါဆိုလို့ကင်းအောင်နေကြဖို့လိုတယ်ဘာလို့ဆိုအန်ရယ်များလာတယ်ဘာသာရေးလူမျိုးရေးနောက်တစ်ခုကမလိုလားအပ်တဲ့ဒီဟိုခေါ်မလို့လူဟိုဘယ်လိုခေါ်မလဲလူဘယ်လိုခေါ်မလဲပြားဒါကိုခေါ်တာပါရှိလဲနိုင်ငံသားဖြစ်ဖို့စူးစမ်းတဲ့တချို့သော process တွေပါအဲ့ process တွေကိုကျွန်တော်တို့သတိထားကြဖို့လိုတယ်မပေါ့ကြဖို့လေလာဝကအစမပေါ့ကြဖို့လိုတယ်နော်အဲ့ဒါသတိရကြီးထားဖို့လေအဲ့တော့ဘုန်းကြီးတွေပါလာခြင်းအကြောင်းရင်းဒီလူတွေမလုပ်လို့အုတ်ချွေအာဏာပိုင်ဖွဲ့စည်းတွေတခြားလုံးမလို့ဘုန်းကြီးတွေပါလာတယ်အပါလာတဲ့ဘုန်းကြီးတို့ကျွန်တော်အပြစ်တင်ရမှာလားမင်းဘုန်းကြီးနဲ့မဘာသာဖွဲ့တွေအပြစ်တင်ရမှာလားမင်းတို့တိုက်ရိုက်အပြစ်တင်လို့တော့မရသေးဘူးဗျဒါတို့မှလည်းတို့ရဲ့စိုးရင်ချက်တော့ကတွေရှိသလိုတစ်ဖက်ဖွဲ့စည်းရလည်းမရှင်းလင်းတဲ့လုပ်ရတယ်လုပ်ထားတယ်မရှင်းတွေလုပ်ထားတယ်ရှင်းလင်းလုပ်ထားဘူးအဲ့တော့ကျွန်တော်သုံးသပ်ကြည့်လိုက်တော့တင်ကြားခွင့်စာအုပ်စာတမ်းစာရွက်စာတမ်းအထောက်ထားဘာမှမရှိဘူးအဲ့ဒီလူတွေကိုအဲ့လိုစာသင်ပေးဖို့တင်ကြားဖို့အတွက်ထောက်ထားဘာမှမရှိဘူးသင်မယ်ဆိုရင်ပညာရေးဝန်ကြီးဌာနမှာထောက်ထားယူရတယ်ခွင့်ပြုချက်ယူရတယ်ဘာခွင့်ပြုချက်မှယူမထားဘူးအဲ့ဒီလူတွေနေထိုင်ဖို့အတွက်ခွင့်တိုင်ထားသလားဆိုတော့မေးခွန်းကလည်းရှင်းလင်းတဲ့ message မပေးနိုင်ဘူးအဲစင်းတိုင်ထားလားပေါ့နော် sorry အဲစင်းတိုင်ထားလားဆိုတော့မေးခွန်းအဲ့ဒါကြတော့လေရှင်းလင်းတဲ့ message ပေးမထားဘူးဆိုတော့ရှင်းပြရင်တော့ဟိုမဘာသာတွေနဲ့ယဟန်တန်ဃာတွေစုပေါင်းပြီးတော့ဒီလိုရှေ့မှာရိုးလုပ်ပြီးတော့ခုနရဲတပ်ဖွဲ့ဝင်တွေအုပ်ချုပ်ရေးဖွဲ့ရောက်လာပြီးတော့ဒီလုပ်တဲ့ကိစ္စဒီမှားနေရတော့ကျွန်တော်မထင်ဘူးသို့တော့ရှင်းလင်းတဲ့ message ကိုမပေးနိုင်သေးရတော့ဒါကတန်တရားရည်နဲ့အချိခံမယ်ဆိုတော့ပြောချင်တာပါနော်ကျန်တော့ကျွန်တော်ပြောလို့သက်ဆိုင်ရာအာဏာပိုင်ဖွဲ့စည်းခေါင်းဆောင်တွေတာဝန်ရှိသူတွေတိုင်းအစိုးရဖွဲ့တာဝန်ရှိသူတွေသက်ဆိုင်ရာနေမြေအသီးသီးမှာတာဝန်ရှိတဲ့သူတွေကဒီကိစ္စကိုရှင်းလင်းတဲ့ message လေးတစ်ခုသက်ဆိုင်ရာတာဝန်ရှိသူတွေပြန်ပေးနိုင်မှုလုပ်ဖို့လိုတယ်ပေါ့နော်လူတွေရဲ့စိုးရင်တော့ကောက်ရှင်းလင်းတဲ့ message ပြန်ပေးနိုင်မှုလိုတယ်ဒါလေးကိုကျွန်တော်ကြုံကြိုက်လို့ထည့်ပြောတာပေါ့နော်ဒါကတော့ဒါຫນွေအေးမှာဖြစ်သွားတာအသေးသေးတော့ကျွန်တော်ပြောချင်သေးဘူးဘာလို့ဆိုတော့ကျွန်တော်စုံစမ်းမိမြန်ထားတော့နှစ်ဖက်စလုံးသုံးဖက်စလုံးတော့မေးထားတဲ့ record တွေရှိတယ်ဒါပေမဲ့ကျွန်တော်ဒါတွေထုတ်မသုံးချင်သေးဘူးဒါဒီတိုင်းမှာကျွန်တော်အစိုးရအာဏာပိုင်ဖွဲ့စည်းတွေအဲ့မြို့နယ်တာဝန်ရှိသူတွေဘာဆက်လုပ်မလဲနောက်တစ်ခါသက်ဆိုင်ရာသာသနာကြီးတို့ဘာရေးညာရေးပညာရေးတို့နော်လောဝကတို့ရဲတို့ထွေးအုပ်တို့သူတို့ဘာလုပ်မလဲဆိုတော့ကျွန်တော်ကြည့်ချင်သေးလို့သူတို့ဘယ်လို message ဘယ်လိုတုံ့ပြန်ပြီးဘယ်လိုလှုပ်ရှားမလဲဘယ်လိုလုပ်သွားမလဲဆိုတော့သိချင်လို့ကျွန်တော်စောင့်ကြည့်ပါအောင်နော်အဲ့တော့အများကြီးတော့ပြောချင်သေးဘူးပေါ့နော်အဲ့တော့ဒေါဘုံတွေကိစ္စနည်းနည်းတော့စဉ်းစားစရာကောင်းတယ်နော်အဲ့ဒါလေးဂျုံကြိုက်လို့ထည့်ပြောတာဖြစ်ပါတယ်နောက်တစ်ခုကတော့
ကျွန်တော်တို့ဒီမြန်မာလေးပေါ့ဗျာမြန်မာလေးထိုင်းမှာဖြစ်တဲ့ဇလန်းလေးပေါ့မြန်မာလူငယ်၄ယောက်ကထိုင်းမှာရှိတဲ့ရှမ်းပေါ့ထိုင်းရှမ်းတယောက်ကိုမြန်မာ၄ယောက်ကတတ်လိုက်တဲ့ဖြစ်စဉ်တခုဖြစ်သွားတယ်ဘာလို့ဆိုတော့လောက်ခလာတာမပေးလို့ဆိုပြီးတော့တတ်လိုက်တယ်အဲ့တော့ဘယ်မှာဖြစ်တာလဲဆိုတော့မေလ1ရက်နေ့ဖြစ်တာဒါပေမဲ့မေလ2ရက်နေ့မှာတော့1ရက်နေ့ဖြစ်ပြီးတော့မေလ2ရက်နေ့မှာတော့သူကနေဆက်ဖြတ်ကျော်ပြီးတော့မြန်မာပြည်ပြန်ပြေးဖို့ကြိုးစားတဲ့အချိန်မှာဖန်ဆီးရမိတဲ့အကြောင်းကိုမနေ့ကထိုင်းမီဒီယာတွေမှာထုတ်ပြန်လာတယ်အဲ့တော့ကျွန်တော်တို့မနေ့ကမမှီလိုက်လို့ဒီနေ့မှတစ်ချက်ပြောနေတာပေါ့နော်ဆိုတော့ဒီကိစ္စတွေတော့ဆိုတော့ချင်းရိုင်ခရိုင်ပေါ့နော်ချင်းရိုင်ခရိုင်မှာဖြစ်တာပေါ့နော်ချင်းရိုင်ခရိုင်ဖြစ်တာမြန်မာလူသား၄ဦးကသူတို့အလုပ်လုပ်တာပေါ့နော်ချင်းမိုင်မြို့မဲရင်မြို့နယ်မှာနေဆက်မဖြတ်ခင်လေးမှာမြန်မာလူသား၄ဦးကိုထိုင်းရဲတွေဖမ်းဆီးရမိတယ်ဒီကောင်တွေဖမ်းဆီးရပြီးတော့စုံစမ်းလိုက်မေးမြန်းလိုက်တဲ့ခါကျတော့စစ်ဆေးလိုက်တဲ့ခါကျတော့သူတို့ကမေလ1ရက်နေ့ညတော့ဒီထိုင်းရှမ်းတယောက်ကိုတပ်ဖြတ်လိုက်တဲ့ဖြစ်စဉ်တခုဖြစ်ခဲ့တယ်တဲ့နော်မနေ့ပိုင်းပေါ့နော်တပ်ဖြတ်လိုက်ဖြစ်စဉ်တခုဖြစ်တယ်တဲ့အသက်49နှစ်အရွယ်ထိုင်းနိုင်ငံသားဖြစ်ဖို့များတဲ့ရှမ်းလူမျိုးစမ်ချိုင်းဆိုတဲ့လူအဲ့လူကိုတတ်လိုက်တယ်ဘာလို့တတ်တာလဲဆိုတော့သူတို့အဲ့ဒီမှာသူ့ချင်းမှာအလုပ်လုပ်တယ်အလုပ်လုပ်ပြီးလောက်ခလာတာမပေးလို့ဆိုပြီးတော့မပေးဘဲနဲ့နိုင်ကျင့်နေပေါ့ဗျာအဲ့တော့ခံစားလို့ဆိုပြီးအဲ့၄ယောက်ကဝိုင်းပြီးတော့အဲ့ဒီခုနဟိုကောင်အိပ်ပျော်နေတဲ့ထိုင်းရှမ်းအိပ်ပျော်နေတဲ့အချိန်မှာ level ဒါနဲ့ထိုးပြီးတော့တပ်လိုက်တယ်နှစ်ယောက်ကစောင့်ကြည့်ပြီးတယ်နှစ်ယောက်ကတပ်လိုက်တယ်အဲ့တော့တပ်ပြီးတော့သူတို့အဲ့ရနေထွက်လာ CCTV မှတ်တမ်းတွေကအခုမှတ်တမ်းပြန်ထွက်လာတော့ဒီလိုတပ်ဖြတ်မှုကြောင့်ကိုအဖမ်းခံလိုက်ရတာပေါ့ဗျာအဖမ်းခံလိုက်ရတာပေါ့ဆိုတော့ဟိုမှာရွှေပြောင်းလို့သားမြန်မာတွေကလည်းဟိုရောက်တဲ့ခါမှာအထောက်ထားမရှိကျွန်တော်ခဏပြောတယ်မြန်မာတွေဟိုဘက်ရောက်သွားတဲ့ခါအထောက်ထားမရှိရင်ဟိုဘက်ကလောက်နေဆိုရင်ဟိုဘက်ကထိုင်းနေနိုင်ချင်းတယ်ဘက်ကလောက်နေဆိုရင်ဟိုဘက်ကထိုင်းနေအနိုင်ချင်းတယ်ဘာလို့ဆိုဘက်ကကအကန့်အသတ်နဲ့နေရတာမဟုတ်လို့ပြီးတော့အကန့်အသတ်နဲ့သွားလာတာအစမြို့တစ်မြို့ကူးမယ်ဆိုရင်ထိုင်းရဲတွေကကြည့်နေဒီဟုတ်ရှက်ကောက်စစ်လိုက်တယ်ဘက်ကဆိုရင်ကောက်ပြီးတော့ထိုင်းရဲတွေကဖမ်းပြီးတော့ဒဏ်ကြေးယူလိုက်လို့ရတောက်လိုက်ရအဲ့လိုမျိုးလို့ထိုင်းထားလို့ခိုင်းတာဘာလို့ခိုင်းကြလို့စတယ်ပဲလုပ်လို့ရတယ်ဒါပေမဲ့အဲ့ကြောင့်ကျွန်တော်ထိုင်းမှာရောက်နေတဲ့မြန်မာတွေကိုအမြဲတမ်းကျွန်တော်ပြောတယ်ခဏပြောခဲ့တယ် CI ရှော့ဘာလို့ကို့မှာထောက်ထားမရှိသေးဘူးဆို CI ရင်လို့လိုက် CI နဲ့ပြီးရင်နောက်ဆင့်ပါ passport ချိန်အဲ့တဆင့်ချင်းသွားပေါ့နော်သွားသိချင်တာတန်းပြီး passport လုပ်လို့မရဘူးကို့မှာထောက်ထားမှမရှိတော့ CI ပေါ့နော်ကို identify လုပ်တာပေါ့ certificate identify လုပ်တာပေါ့နော်အဲ့ဒါ CI လုပ်လိုက် CI လုပ်ပြီးတော့မှ CI နေမှာ passport ပြန်ချိန်တဖြည်းဖြည်းချင်းပေါ့နော်တက်တန်းတစ်ခုကြောင်ချိန်ဘက်ကနဲ့နေတာကို့တို့အနေများလာပါတယ်အခုပိုးဆိုတာဒီလူသမား၄ယောက်ဆိုရင်ဘာထောက်ထားမှရှိတယ်ပေါ့မပေါ်ဘူးဗျမြန်မာတိုင်းသား၄ယောက်ဒီ၄ယောက်ဆိုရင်ရှိအောင်ပေါ့ဆိုတော့ဟိုဘက်မှာဘာထောက်ထားမှမရှိဘဲနဲ့ဟိုဘက်ကကလုတ်ရှင်ကခေါ်ပြီးတော့ခိုင်းပြီးတော့ပေးချင်သလိုပေးတာပတ်စံထမင်းဝိုင်းအောင်တမလေးထမင်းကျွေးထားပေးချင်သလိုပေးအဲ့ဒါမျိုးတွေထိုင်းရဲ့နေဆက်မျိုးလေးတွေတချို့နေရာတွေမှာတရားဥပဒေစိုးမှုအားနည်းတဲ့နေရာတွေမှာအများကြီးဖြစ်နေတယ်အဲ့တော့မြန်မာတွေဘက်ကဟိုခါရတယ်ပေါ့ဗျာဒါပေမဲ့တိုးတော့အဲ့ကောင်တွေကခါရတဲ့ခါမှာသူတို့လာတာမရတော့တုံ့ပြန်တဲ့ပုံစံကတော့မှားသွားတယ်သူတို့မတရားခံရတာမှန်ပေမဲ့တုံ့ပြန်တဲ့ပုံမှားသွားတယ်တုံ့ပြန်တဲ့ပုံဆိုတာတွတ်တက်လိုက်တာကိုလောကလာတာမရလို့ဆိုပြီးတော့တပ်ပလိုက်တော့စိတ်ဆိုးပြီးတွတ်တက်ပလိုက်တော့ကိုကလူတက်မှုကျူးလွန်တာဖြစ်သွားတယ်ဆိုတော့လောကလာတာမရတာကပြဿနာတစ်ခုကိုတွတ်တက်လိုက်တာလူတက်မှုဖြစ်သွားတယ်အဲ့တော့၄ယောက်ကခုဘာလဲဆိုတော့တက်ပြီးတော့နောက်တစ်နေ့ကျပြေးတာထွက်ပြေးဖို့ကြိုးစားတော့အဲ့မှာတွားမိတယ်ထိုင်းရွာမှာနေဆက်မှာမိတော့သူ့ကိုဒီ၄ယောက်ကိုကျဲတော့နာမည်တွေက9စုတယ်9ရောင်းတယ်9 dam တယ်9 boss တယ်ကျွန်တော်ထင်တယ်ဗျဒီကောင်တွေကဝါရီလားမသိဘူးဒီရှမ်းပြည်နယ်ဘက်ကလာဒါမှမဟုတ်ကရင်ကရားဘက်ကလာမသိဘူးပေါ့နော်အဲ့ဘက်ကလာမသိဘူး9နေဆိုတော့နာမည်တွေကကျွန်တော်လည်းမခေါ်တတ်ဘူးပေါ့နော်အဲ့တော့သူတို့တွေအခုလောတဲ့အကုန်လုံးဖမ်းခံပြီးတော့စစ်ဆေးခံရတယ်သူတို့ထွက်ဆိုချက်တွေရဆိုသူတို့9ဆုံချမ်းဆိုတဲ့ဒါထိုင်းရှမ်းပေါ့ရှမ်းနေပေါ့ဗျာထိုင်းရှမ်းသူ့စီမှာပယံလို့မှသူကတွားလို့ရင်းနေမှာအသက်ခံရတာတဲ့အဲ့တော့ပြောနေလောကလာတာမရှင်းလို့တတ်ပါတယ်ဆိုပြီးဝန်ခံပြီးတော့နောက်ဆုံးသူတို့လောတဲ့အမှုရင်ဆိုင်ပဲပေါ့ဆိုတော့ဒါစိတ်မကောင်းစရာပဲနော်မြန်မာလေးယောက်တော့စိတ်မကောင်းစရာတေးတဲ့လူတွေလည်းစိတ်မကောင်းစရာဘာလို့ဆိုတေးတဲ့လူကလောကလာတာသူကလည်းတော့အနိုင်ကျင့်ပြီးတာအဲ့တော့အကုန်ဖြစ်တာပေါ့ဆိုတော့ထိုင်းမှာအဲ့လိုတွေဖြစ်တဲ့ခါကျတော့တက်ဆိုင်ပဲဒီနေ့ထိုင်းလူသမားဝန်ကြီးဌာနနဲ့ထိုင်းတာဝန်ရှိသူတွေအစိုးရဘာကြီးညာလဲဆိုတော့ထိုင်းနိုင်ငံမှာရောက်နေတဲ့ရွှေပြောင်းလုပ်သားတွေမြန်မာအပါဝင်ဘယ်သူမှမစိုးအဲ့ဒါတွေအကုန်လုံးကိုရှောင်းတခင်စစ်ဆေးမှုတွေပြန်လုပ်မယ်တဲ့လုပ်ငန်းခွင်တွေကိုရှောင်းတခင်ဝင်စစ်မယ်အလုပ်ရှိတဲ့အလုပ်ရုံမှန်သမျှကိုရှောင်းတခင်ဝင်စစ်မယ်ဘန်ကောက်မှာစစ်မယ်ကျတဲ့တနိုင်ငံလုံးမှာရှိနေရတယ်မှာစစ်မယ်မြန်မာတွေပါဝင်သူတို့နိုင်ငံကိုရောက်နေတဲ့မိသူမစိုးသူတို့စစ်မယ်စစ်ပြီးရင်တန်ငွေရိုက်မယ်ဘန်9000တို့ဘန်9သိန်းတို့စသဖြင့်ပေါ့ဗျာဘန်9000ဘန်9000 sorry ဘန်9000အဲ့လိုရိုက်ဖို့တန်ငွေရိုက်ဖို့ပေါ့ဗျာအဲ့လိုဖြစ်ကုန်ဆိုတော့ပြမှုတစ်ခုဖြစ်တိုင်းပြဿနာကြီးတစ်ခုဖြစ်တိုင်းမှာထိုင်းမှာရောက်နေတဲ့တမန်နိုင်ငံသားတွေတော့နိုင်ငံခြားသားတွေပေါ့ဗျာတမန်နိုင်ငံတွေပြောကျွန်တော်မြန်မာတွေပေါ့မြန်မာတွေတစ်ခုလို့တစ်ခုဖြစ်တိုင်းမှာနောက်ဆက်တွဲကမြန်မာတွေပုံမှန်ရောက်နေတဲ့ကျန်တဲ့ကောင်းကောင်းဝယ်လို့စားတဲ့မြန်မာတွေတော်တော်ထိခိုက်တယ်ဒါကြောင့်ကျွန်တော်တို့ခဏပြောတယ်ကိုယ်နိုင်ငံသားတွေကိုလောက်ရတစ်ခုကြောင့်တခြားကိုယ်နိုင်ငံသားတွေထိခိုက်နေတာဆုံးရှုံးမှုမဖြစ်အောင်တော့နေထိုင်ကြဖို့လိုတယ်ဆိုတော့ကျွန်တော်အမြဲပြောတယ်နော်ဒါလေးအရေးကြီးပါတယ်ထိုင်းအာဏာပိုင်ဖွဲ့စည်းတွေကိုလည်းကျွန်တော်တို့ဒီဘက်ကပြဖို့လိုတာကဟုတ်ပြီရှိထိုင်းမှာရောက်တဲ့မြန်မာတန်းနဲ့ချီသောမြန်မာတွေကတယောက်နှစ်ယောက်ကဖြစ်တဲ့ကိစ္စပဲကျန်တဲ့လူတွေမဆိုင်ပါဘူးဆိုတာမျိုးကိုလည်း
ပြောနိုင်အောင်ဆိုနိုင်အောင်လှုပ်ထားဖို့လိုတယ်ပေါ့ဗျာနော်ဆိုတော့ဘူးတော့လောဆိုတော့အဲ့ဒါတွေအကုန်လုံးအစ်စ်ခံရမယ်ရှောင်းတခင်စစ်တာတွေလာတော့မယ်ဆိုတော့ဒါဆက်ဆက်သားလားတိုက်ဆိုင်တာလားဘာလားတော့မသိဘူးဒါတိုက်တဲ့ဆိုင်ပဲဒီလိုတွေ့လာတာသတင်းတစ်ခုမှသတင်းတွေမှာတွေ့လာပါတယ်နော်ဆိုတော့ဒါကတော့ထိုင်းနဲ့ပတ်သက်တဲ့သတင်းလေးတွေဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်နောက်တစ်ခုကဘာဖြစ်ချင်လဲဆိုတော့ဒီထိုင်းကိစ္စပြီးတော့ကျွန်တော်ထိုင်းရောက်မြန်မာကိစ္စပြီးတော့အမြန်လန်းကိစ္စလေးဒီနေ့သတင်းလေးတစ်ခုထည့်ပြောပါမယ်အမြန်လန်းဆိုတာအခြားမဟုတ်ပါဘူးအမြန်လန်းမှာပေါ့နော်အမြန်လန်းမှာရင်းစည်းကလမ်းစည်းကမလိုက်နာလို့အရေးခံထားသူလူ9000ကျော်ရှိခဲ့ပါတယ်တဲ့2026ခုနှစ်နော်2026ခုနှစ်ဒီ၄လအတွင်းမှာပေါ့နော်ဒီ၄လထဲမှာမနေဘူးကြာတော်တော်များတာပဲနော်လူ9000လောက်ရှိတယ်ရေးထားတယ်တဲ့နော်ဆိုတော့ January February March April May ဆိုတော့9လတွေရှိသေးတယ်9လအတွင်းမှာနော်ဒီအမြန်လမ်းမှာရင်းစည်းကလမ်းစည်းကမလိုက်နာလို့ရေးယူတာတဲ့နော်ရေးယူတာဆိုတော့လူ9000ကျော်ဆိုတော့အဲ့မှာတတ်မှတ်ချက်တွေကြည့်လိုက်တဲ့ခါကျတော့အချိန်လုံးမောင်းတဲ့သူဖမ်းတာက January လထဲမှာ1438ဦးတဲ့ February မှာ2366ဦးတဲ့ March လမှာ1930ဦးတဲ့ April လမှာ982ဦးတဲ့ပေါင်းစုပေါင်း4806ဦးတဲ့ထိုင်ကုန်မပတ်လို့ကမ္ဘာ့ပတ်လို့ရေးယူတာ January မှာ84 February မှာ93 March မှာ99 April မှာ55ပေါင်း332ဦးပေါင်းရင်တော့9000ကျော်ပေါ့နော်9100ကျော်ပေါ့ဆိုတော့အဲ့လောက်ပမာဏပေါ့နော်လို့ရေးယူခံထားရတယ်ပြောရင်တော့အချိန်လုံးမောင်းတယ်ဆိုတာကအမြန်လမ်းမှာအိမ်စီးကားတွေကိုကီလို100ထိမောင်းခွင့်ပေးတယ်ကီလို100ထိမောင်းခွင့်ပေးတယ်ခီးတဲ့တင်ကားတွေတော့ကီလို90ပေါ့နော်ကီလို90လုပ်ငန်းသုံးယာဉ်တွေကိုတော့တနာယူကီလို60เนาะအဲ့လိုမျိုးပေးထားတယ်ပေါ့နော်ဒါပေမဲ့လည်းပြဿနာကအဲ့လိုပေးထားပေမဲ့တော်တော်များများကကီလိုကျော်မောင်းတာတွေရှိပါတယ်တော်တော်များများရှိပါတယ်အဲ့တော့ရေးယူကြတာ9000ကျော်ဆိုတာဒါနဲ့ပိုတော့များနိုင်ကြီးရှိပါတယ်နော်အဲဒါဆိုတော်တော်များပါတယ်အဲ့တော့2016 January ကနေပြီးတော့ April ထိ52မှုရင်မတော်စားမှု52မှုဖြစ်ပါတယ်တဲ့သေဆုံးသူ32ဦးရှိခဲ့တယ်ဒဏ်ရာရသူ63ဦးရှိခဲ့ပါတယ်တဲ့ဒါအမြန်လမ်းထုတ်ပြချက်တွေမှာတွေ့ရတယ်ဆိုတော့ January ကနေ April လကို4လအတွင်းမှာလူ90ကျော်တည်တယ်တစ်လကို10ယောက်ကျော်တည်တယ် January February March April ဆို4လအတွင်းမှာလူ90ကျော်တည်တယ်တစ်လကိုအမြန်လမ်းမှာ10ယောက်ကျော်တည်သွားတယ်တစ်လကို10ယောက်ကျော်တည်နေတယ်အမြန်လမ်းမှာနော် sorry ပြုတ်မှု52မှုရှိတယ်သေဆုံး32ဦးတစ်လောက်10ဦးလောက်ပြန်တည်နေတယ်ဒဏ်ရာသူ63ဦးရှိတယ်ဒါနဲသွားတာအရင်တော့ဒါနဲ့ပုံများတယ်နဲသွားတာပေါ့နော်ဆိုတော့ဒီနေ့ပဲဒီအမြန်လမ်းထုတ်ပြန်တဲ့သတင်းတစ်ခုရှိတယ်မနေ့ကဖြစ်တာဖို့များတယ်ဗျဒီနေ့နေကလာမနေ့ကဒီနေ့မနေ့လားမနေ့လားဖြစ်သွားတာအဲ့ဒါဆိုတာသတင်းဖြစ်နေထည့်ပြတော့ဆိုမဲ့သေးသေးလေးထည့်ပြတော့အဝေးပြေးကားတစ်စီးပေါ့နော်နာမည်တော့ပြောတော့ Scania တစ်စိမ့်မျိုးပြေးကားတစ်စီးအဲ့ကားတစ်စီးကလမ်းမှာဟို brake ပေါက်လို့ကားဘိန်းလဲတာကားဘိန်းပေါက်လို့ဘိန်းလဲနဲ့အဲ့စပယ်အောက်ကားကိုဝင်ပြီးတော့သူကဘိန်းလဲနေအဲ့မှာလေးပွင့်ပြီးတော့သူ့သွားထိတော့တန်ရရပြီးတော့သီလူမျိုးပါဖြစ်သွားတယ်ဇလန်ခုဖြစ်သွားတယ်ဒါတွေကလည်းမတော်တဆမှုတွေပေါ့နော်မတော်တဆမှုတွေဒါတွေကအမြန်လမ်းမှာသွားလာတယ်လူသတိထားမယ့်ကိစ္စပေါ့ဆိုတော့လောလောဆယ်ခုနပြန်ကောက်ရင်2026ခုနှစ် January နဲ့ April ထိနော်၄လအတွင်းမှာရင်းစည်းကမလိုက်လို့လေးထန်သူ9000ကျော်ရှိပါတယ်ဆိုတော့မှန်သလားမင်းရှိနိုင်တယ်ကျွန်တော်ပုံဝင်လေးဝင်ခံယောက်ျားလိုပဲပုံဝင်လေးဝင်ကျွန်တော်ကိုယ်တိုင်လည်းအမြန်လမ်းမှာကီလို100ကျော်မောင်းမှုတယ်ဟိုသူ့မိုင်းနိုင်ဖမ်းတဲ့စက်နဲ့မမိလို့သာမမိတာကျွန်တော်တို့ကိုယ်တိုင်မောင်းမှုတယ်ဒါကျွန်တော်တို့ဝင်ခံရတာပဲဘာလို့ဝင်ခံလဲဆိုတော့ကိုကမောင်းမိတာဟုတ်ဗျနော်ဝင်ခံရမယ်ယောက်ျားလိုဝင်ခံရမယ်ကိုမောင်းမိတယ်ဝင်ခံတယ်အဲ့တော့ဒါပေမဲ့ကံကောင်းတာတော့ကျွန်တော်အမြန်လမ်းမှာတစ်ခေါက်ပဲဒဏ်ကြီးဆောင်မှုတယ်ကျွန်တော်အမြန်လမ်းမောင်းခဲ့တဲ့ရှောက်မှာဒီ9နှစ်အတွင်းမှာပေါ့နော်9နှစ်အတွင်းလို့မှတ်ပြရစီဒီ9နှစ်အတွင်းမှာကျွန်တော်ဒဏ်ကြီးတစ်ခါဆောင်ရတယ်ကျန်တဲ့ဟာတွေကတော့မဆောင်လိုက်ဘူးဒဏ်ကြီးတစ်ခါဆောင်တော့3သိန်းနဲ့1000လောက်ပြီကျွန်တော်ဆောင်ရတယ်ဒဏ်ကြီးကျွန်တော်တစ်ခါဆောင်ရတယ်နော်ကျွန်တော်ဟိုညီလိုနေတဲ့တယောက်ကဒဏ်ကြီးသူဆောင်ရတယ်သူကလုပ်ငန်းသုံးကားနဲ့မောင်းတာသူလည်းဒဏ်ကြီး8000လောက်ပြီဆောင်ရတယ်ဒါဖြစ်တယ်ဆိုတော့ဒါမျိုးဖြစ်ဘူးတယ်ဆိုတော့ဒါတော့ကျွန်တော်ကိုယ်တိုင်ဖြစ်ဘူးတာပဲဒါကျွန်တော်လည်းအမြန်မောင်းကြော်ဘူးတယ်ဆိုတော့မြန်လမ်းမှာကီလို100နဲ့မောင်းမှုဆိုတာကမှန်တိုင်းပြောရရင်ကီလို100နဲ့မောင်းမှုဆိုတာကျွန်တော်တို့ခုနောက်ပိုင်းကားတွေမောင်းတဲ့သူမြန်တယ်များကီလို100ဆိုတာဘလို့ဖြစ်130 120ကျော်မောင်းတယ်ဘလို့ဖြစ်130 120မောင်းတယ်ဆိုတော့အဲ့လိုမောင်းကြတဲ့လူတွေကိုကီလို100မောင်းအောင်ဆိုတော့မောင်းနေနဲ့100ကျော်သွားတယ်နောက်ရုပ်တရက်ကျော်သွားတယ်နောက်တစ်ခါအရေးကြီးလို့မောင်းရတယ်ဖြတ်ရတယ်ရှိတယ်ကျွန်တော်ပုံမှန်လည်းပြောရရင်များအမြန်လမ်းမှာကီလို100ကျော်မောင်းနိုင်တဲ့လူတွေအမျိုးအစားတွေရှိတယ်နိုင်ငံတော်ကြီးကဲတွေကားကြီးကီလို100ကျော်မောင်းတာပါပဲနိုင်ငံတော်ကြီးကဲတွေဝင်ကြီးတွေပါညာတွေပေါ့ဗျာရာရှိကြီးတွေကားကီလို100ကျော်မောင်းကြတာပါပဲမောင်းကြပါတယ်နော်တခါကျရင်လည်းကျွန်တော်တို့ကဥပဒေကကျန်းတပြေးညီတယ်ဖြစ်ဖို့တော့လိုတာပေါ့ဗျာနော်ဖြစ်ဖို့တော့တော့ကီလို100ကတတ်မှတ်တာအမှန်ဆိုရင်လူကြီးတွေမောင်းလူကြီးပါရေးဒဏ်ကြီးမယူတော့မှတ်တမ်းနဲ့ထက်အဲ့လိုလုပ်ရမယ်သူဘယ်နှချိန်မောင်းသွားတယ်မှတ်တမ်းထက်အဲ့လိုလုပ်တင်တယ်ဘာကြောင့်လဲဆိုတော့ဒါမှကျန်းတပြေးညီတယ်လုပ်ခဲ့ပါတယ်ဆိုမျိုးလူတွေကိုပြရမှာပေါ့နော်နောက်မှဒဏ်ကြီးရိုက်တာမရတဲ့ခဏဒါမှတ်တမ်းနဲ့ကောက်ထည့်လိုက်ပေါ့ဖြစ်တယ်ဆိုတော့မောင်းကြပါတယ်ကျွန်တော်မသိဘူးလားမင်းသိတာပေါ့ကျွန်တော်သိကြောင်းလဲအဲ့ဒီတချို့လူတွေသိပါတယ်ဆိုတော့ကျွန်တော်တို့ကိုယ်တိုင်ဝင်ခံပြီးပြီလေဆိုတော့မြန်လမ်းကီလို100တော့ပွင့်လင်းပြောရင်ကျွန်တော်ထင်တယ်အစီး9000ကောက်ပါဘူးနေ့စဉ်မောင်းတဲ့စီးနေဆိုရင်မကောက်ဘူးဗျကြော်မှာ
ပြောရရင်တော့ကြော်မှာဆိုတဲ့နေရာမှာပြောရရင်တော့ဟိုလိုအပ်ချက်ကြော်ကြရတာရှိတာဟုတ်ဘယ်သူမှတော့ဟိုအာနေရနေတကုံမောင်းရောကိုယ့်အသက်အသေးခံပြီးတော့လေကီလို150လောက်ထိတင်မောင်းကြပါကိုထိန်းနိုင်တဲ့ level ကိုမောင်းနိုင်တယ်ကိုကားအနေထားကိုကြည့်ပြီးတော့မောင်းကြပါတယ်ပြီးတော့ခုနအဝေးပြေးကားကြီးတွေဝေးပြေးကားကြီးတွေ100မကျော်ဘူးလားကျော်တာပေါ့ကျွန်တော်မြင်တာပဲကျွန်တော်တို့ကြားတွေ့တာပဲတခါတလေကျွန်တော်တို့မောင်းနေချိန်မှာ100ကိုသူတို့ကျော်နေတယ်ဘာလို့ဆိုတော့ကျွန်တော်တို့130လောက်မောင်းနေချိန်မှာဒီကောင်ကျွန်တော်တို့လည်းအပြိုင်မောင်းနေတာဆိုတော့ဒီကောင်100ကျော်မောင်းနေတာပဲရှိတာပဲအဲ့တော့မောင်းရတယ်အဲ့တော့9000ကျော်တယ်အဲ့တော့ဒန်ကြီးဘယ်လောက်ဆောင်ကြရတယ်လဲပေါ့နော်ဆိုတော့ခုနကျွန်တော်ဆိုရင်တယောက်ကို3သိန်းကျွန်တော်3သိန်း1000ဆောင်ရတယ်ပေါ့1000 3သိန်း1000ပေါ့နော်ကျွန်တော်မှတ်မိတယ်3သိန်း1000ပြမှတ်မိတယ်ကြာပြီတော်ကြာခဲ့ပြီဆိုတော့3သိန်းမထားပါတော့ဗျာလူ9000ဆိုတော့သိန်း9000ဟောသိန်း9000ရတယ်ဆိုတဲ့သဘောပေါ့နော်ဆိုတော့3သိန်းဆိုသိန်း9000ပေါ့နော်သိန်း9000ဒါအမြန်လန်းပေါ်နေသိန်း9000ဒန်ကြီးရင်သိန်း9000ရတယ်ပေါ့အဲ့ပတ်စံတဲ့နိုင်ငံတော်ထဲဝင်သွားပြီးတော့နိုင်ငံတော်ကဒီလမ်းဖွံ့ဖြိုးရေးမှာပြန်သုံးတယ်ဆိုတော့လေဒါကောင်းတာပေါ့ဗျာနော်ကောင်းတာပေါ့ဆိုတော့အဲ့ဒီကဒါဂျုံကြိုက်ထည့်ပြောတာဆိုတော့ဘာပြောအမြန်လန်းအနေနဲ့ဒီဖက်နှက်ကိုဖြတ်မလားဖက်နှက်ကိုကြီးမလားဆိုတော့မိကုံကိုယ့်အကူပဲပြန်ပြင်းရတော့မှာပေါ့နော်ဘာလုပ်မလို့ပေါ့ကီလို100ကကြော်မှာပဲကျွန်တော်တို့အားလုံးကြော်ကြအောင်မှာပဲเนาะအဲ့တော့ဟိုတေးတဲ့လွယ်တေးကြအောင်မှာပဲအမြန်လန်းမှာမတော်တဆကြီးလည်းဖြစ်ကြအောင်မှာပဲဘာလို့ဆိုတော့ကားမောင်းရင်မတော်တဆဆိုရှိတာပါပဲပြီးတော့မောင်းရင်လည်းအိတ်ငိတ်တာရှိတယ်ပေါ့ဖြစ်တတ်တယ်ပေါ့နော်ဆိုတော့မတော်တဆကြီးလည်းဖြစ်မှာပဲဆိုတော့လမ်းကိုလည်းတက်နိုင်သလောက်ဟိုမောင်းလို့ smooth ဖြစ်အောင်လုပ်ဖို့လိုတာပေါ့လှိုင်းနေအရင်မများဘူးပြီးတော့ဟိုလမ်းတွေကွဲအကြောင်းအကွဲကြောင်းမများအောင်လုပ်ဖို့လမ်း balance ညီဖို့အကွေ့ white တွေမှာဟိုလွယ်လွယ်ကူကူနဲ့ CRM ပပလေးထောက်ထားနေရဖို့အဲ့ဒါမျိုးပေါ့နော်ဒါမျိုးလေးတွေတော့အမြန်လန်းတာဝန်ရှိသူတွေစီမံခန့်ခွဲကြဖို့လိုပါတယ်နောက်မို့ဆိုရင်တော့အကုန်လုံးဘာဖြစ်ကုန်လဲဆိုတော့တေးတဲ့လူတွေတေးလူ9000လည်းမကဖြစ်မဲ့ရေးယူခံနိုင်ခြင်းလည်းရှိပါတယ်နော်တော့သတိတော့ထားကြပါဗျာတွားရလာတဲ့လူတွေအမြန်လန်းမောင်းကြတဲ့လူတွေဒီညမှာကျွန်တော်မောင်းတဲ့သူတွေဘက်ကမမောင်းလို့ပြောတော့မောင်းတဲ့သူတွေဘက်ကလည်းပုံလင်းပြောရတချို့တွေလည်းဆော့ဆက်မောင်းတာရှိပါတယ်ကန်ဆိုကျွန်တော်အဲ့လိုမိုင်းနိုင်ဖိုင်းတဲ့နေရာတဲ့တဲ့တူလို့မိတာကြီးလည်းရှိပါတယ်အဲ့တော့မိတာ9000ဆိုရင်မမိတာ1000မကပါဘူးလို့ကျွန်တော်ပြောချင်တာပါနော်ဆိုတော့အများကြီးပါအဲ့တော့ဒါကိုလည်းဟိုသတိထားလို့ရအောင်ပေါ့ဗျာထည့်ပြောတာပါနော်အဲ့ဒါပြီးတဲ့နောက်ကျွန်တော်ဒီအမြန်လန်းပြီးတဲ့နောက်ကျွန်တော်အခွန်ကိစ္စလေးပြောပါမယ်အခွန်ကိစ္စဆိုတာချမ်းမို့ဗျစီမံဘဏ္ဍာဝန်ကြီးကနော်စီမံဘဏ္ဍာဝန်ကြီးကဒီစီဝေးတစ်ခုပေါ့နော်စီဝေးတစ်ခုဆိုတာတဲ့ဒီအာဆီယံအဖွဲ့အစည်းတွေနဲ့အစည်းအဝေးမှာသူကစီမံဘဏ္ဍာဝန်ကြီးပြောတဲ့စကားလေးအခွန်နဲ့ပတ်သက်ပြောတဲ့စကားလေးတစ်ခုရှိလို့ကျွန်တော်ကဝမ်းသာသွားတယ်ဆိုတော့ဘာပြောလဲဆိုတော့အခွန်ကိုတဲ့သူကနော်နိုင်ငံတော်အခွန်ကိုတိုးမကောက်ဘူးသူအခွန်တိုးမကောက်ဘူးနော်အခွန်တိုးမကောက်ဘူးဒါပေမဲ့အခွန်ပိုရဖို့အတွက်အခွန်အခြေချက်ထွင်နိုင်မှုတိုးမြင့်ဆောင်ရွက်နေပါတယ်လို့ပြောတယ်အဲ့ဒါဒေါက်တာကန်စောဗဏ္ဍာရေးနဲ့ခွန်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာကန်စောကပြောတာမနေ့ကကျင်းပတဲ့ ASEAN Plus 3ဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေးနဲ့ဗဟိုမှဥက္ကဋ္ဌများအစည်းအဝေးမှာသူကဝန်ကြီးက virtual one နဲ့တိုက်တာပေါ့ zoom meeting ပေါ့ပြ zone နဲ့တက်တယ်ပေါ့နော်ဟိုတက်ပြီးတော့သူကစကားပြောတဲ့အချိန်မှာသူထည့်ပြောတယ်ဆိုတော့မြန်မာနိုင်ငံမှာလက်ရှိလက်တော်မှာအခွန်နှုန်းထားတွေတိုးမြင့်ခြင်းဆိုတာမျိုးတွေမရှိဘူးအခွန်တော့မတိုးအခွန်တိုးကောက်တာတွေတော့မလုပ်ဘူးနော်အခွန်နှုန်းတွေမတိုးကောက်ဘူးပေါ့နော်ဒါပေမဲ့အခွန်အခြေချက်ထွင်နိုင်ရေးဆိုတဲ့စကားလုံးတုံးသွားတာအခွန်ကြီးထွက်ချက်နေဆိုတော့အခြေချက်ရယ်ဆိုတာကထားပါတော့မရသေးတဲ့ sector တွေမှာရအောင်ချက်ပြီးကောက်တာ sector 10ခုရှိရင်9ခုလောက်ပဲကောက်မိနေနောက်တစ်ခုလွတ်နေတဲ့နေရာမှာထပ်ကောက်တာအဲ့တော့ရအောင်အခွန်ရနိုင်တဲ့နေရာတွေကိုလိုက်ပြီးတော့ကောက်တာပေါ့နော်နင်းကောက်တော့အဲ့တော့အခွန်အခြေချက်ထွင်နိုင်ရေးကိစ္စဆောင်ရွက်လက်ရှိပါတယ်ဆိုပြီးတော့သူကဒီ Uzbekistan စမာကန်လာအဲ့မျိုးမှာကျင်းပတဲ့ASEAN Plus 3ဘဏ္ဍာရေးဝန်ကြီးများနဲ့ဗဟိုမှဥက္ကဋ္ဌများအစည်းအဝေးမှာနော်သူကဒီဘက်ကတော့ virtual online မှာတက်တယ်ပေါ့နော်စနစ်တက်ပြီးတော့ပြောပါတယ်မြန်မာနိုင်ငံမှာအသက်15နဲ့64အတွင်းမှာရှိလူဦးရေ66.9%ရှိတယ်တဲ့မြန်မာနိုင်ငံမှာအသက်15 64ရဲ့66.9%ရှိတယ်အဲ့ဒီအပေါ်ကနေအခွန်ကောက်မယ်ဆိုရင်တိုးတက်ရရှိဖို့ခွန်လန်းဖြစ်နိုင်ပါတယ်ဆိုတော့ပြောတယ်အဲ့တော့အခွန်နဲ့ပတ်သက်ပြီးတော့ပုံမတိုးမြင့်ရရှိဖို့သူစူးစမ်းဆောင်ရွက်သွားမယ်ဘာပြောချပြီးဆောင်ရွက်သွားမယ်ဆောင်မျိုးတွေပေါ့နော်အခွန်ပုံမရရှိဖို့တိုးမြင့်အခွန်ပုံမရရှိဖို့စူးစမ်းဆောင်ရွက်သွားမယ်ပေါ့နော်ဆိုတော့သူဒါသူ့ရဲ့မြန်မာပြည်အခွန်နဲ့ပတ်သက်ပြီးထုတ်ပြောတာပေါ့ဆိုတော့ကျွန်တော်ကဘာပြောဝမ်းသာတယ်ဒါပေမဲ့ဝမ်းသာတာတစ်ဖက်ပေါ့နော်ဟိုပြီးခဲ့တဲ့ရပိုင်းကကျွန်တော်ဟိုရုံးကဟိုခလီတယောက်ကပါရမီလမ်းပေါ်ကကိုကတ်ဆိုင်ပေါ့နော်ခုတ်ဖူဆိုတဲ့ဆိုင်သူအစားတောက်လေးဝင်ဝယ်တယ်တဲ့သူမေးလိုက်တယ်ပေါ့နော်ဝင်ဝယ်နဲ့မေးလိုက်တယ်နမူနာပြောတာပေါ့နော်ကိုကတ်ပါရမီလမ်းပေါ်ကကိုကတ်ခုတ်ဖူဆိုင်တဲ့ခုတ်ဖူဆိုတဲ့ဆိုင်ကကိုကတ်နေပိုင်တာအဲ့တော့အဲ့ဆိုင်ဟိုအခွန်ပစ္စည်းဝယ်တော့ဗျာပါဆယ်ဝယ်တော့ဗောက်ချာပေးတဲ့အချိန်မှာဗောက်ချာမှာအခွန်ကတ်မထားဘူးမကတ်တော့သူမေးတယ်အခွန်မဆောင်အခွန်မပါဘူးလားဆိုတော့အခွန်မပါပါဘူးလို့ပြောတယ်ဆိုတော့အဲ့နဲ့မပါဘူးဆိုတော့တစ်ချက်ကြည့်ဘာမှမယူပြီးပြန်သွားတယ်ပြီးတော့ကျွန်တော်လှမ်းပြောတယ်အဲ့စားတော့ဆိုင်နေအဲ့လိုအခွန်မကောက်ဘူးတဲ့ဆိုတော့ကိုကန်ဆိုင်ကကိုကန်နေခုတ်ဖူဆိုကိုကန်ဆိုင်ကိုကန်နေကဘာလဲသူတို့ကနိုင်ငံတော်အခွန်ပြည်သူလူထုကဆောင်ဖို့မင်းအောင်အခွန်ဆောင်ဖို့ကိစ္စကိုသူတို့ကိုယ်တိုင်ဖုံးကွယ်ပြီးတော့မဆောင်အောင်လုပ်ပေးနေတာမျိုးလားပေါ့နော်အဲ့လိုမေးရလို့ဖြစ်သွားတာပေါ့နော်တဘောကသူတွေ့ရတယ်ဆိုတော့ဒါမလုပ်တင်ဘူးလေနော်မလုပ်တင်ဘူး
အခုဆိုရင်ကျွန်တော်လက်ဖိတ်တိုင်းထိုင်တော့လက်ဖိတ်တိုင်းဒီမှာအခွန်တိတ်တွေကတ်တာပဲအခွန်တိတ်တွေကတ်တယ်အခွန်တိတ်တွေအနည်းဆုံးတော့ဗျာအဲ့အခွန်တိတ်တွေနဲ့နိုင်ငံတော်တော်တော်အဆင်ပြေတယ်အခွန်ကပြားလေးတွေအခွန်စာရွက်လေးတွေ slip ပွားလေးတွေနော်ဟိုအခွန်စိတ်ကောင်းလေးတွေရတယ်လူတော်နိုင်ငံတော်အဆင်ပြေတယ်ကျန်တာနှိုက်ပြီးဖျက်ကွက်နှက်ကောက်တာခဏထားအောင်အဲ့ဒီအခွန်စိတ်ကောင်းလေးတွေရတယ်တော်တော်အဆင်ပြေတယ်တော်တော်အများကြီးပါပဲလေအဲ့တော့ရှင်းပြနိုင်ငံတော်အခွန်ရဖို့ကိစ္စတော့မှန်ပါတယ်တိုင်းပြည်ပြည်မှာဒီမိုကရေစီလိုချင်တဲ့တိုင်းပြည်ကိုပို့ပြီးတော့စနစ်ကျကျနေဆိုရင်အခွန်ကအဖြစ်မနေသွားအောင်အဲ့ခင်ဗျားတို့လည်းဆောင်အောင်မယ်ကျွန်တော်လည်းဆောင်အောင်မယ်လူတိုင်းဆောင်အောင်အဲကျွန်တော်ဓာတ်ရိုက်ဆောင်ရတာရှိတယ်တော်ရိုက်ဆောင်ရှိတယ်တော်ရိုက်ဆောင်ပါလဲဆိုမှလက်ပိတ်ရင်သွားထိုင်တယ်ကော်ဖီတစ်ထုပ်ဝယ်တယ်ဘာတောက်တယ်ဘာညာအဲ့ဒါအဲ့မှာအခွန်ပါသွားတယ်ကျွန်တော်တို့တောက်တဲ့ကော်ဖီတစ်ထုပ်ကနေပြီးတော့ကျွန်တော်တို့အခွန်ဆောင်သွားပြီးသွားပြီကျွန်တော်တို့စီကနေအဲ့ဒီကုမ္ပဏီတွေကအခွန်ထည့်ကောက်ပြီးတော့ခွန်မထည့်ပေါင်းပြီးတော့ရိုက်ပြီးသွားပြီဟိုမှာတကယ်ဆောင်တော့မသိဘူးအဲ့လိုလုပ်ပြီးသွားပြီနော်ဒါတွေရှိတယ်တချို့အခွန် level ကတ်တာရှိတယ်မကတ်တာရှိတယ်အခွန်ဆိုတာပြည် slip လေးတွေပေါ့နော်ဆိုတော့ဒါမျိုးအခွန်တစ်စိကောင်းလေးတွေပေါ့ကတ်တာမကတ်ရှိအဲ့လိုရှိတယ်အဲ့တော့အခွန်နဲ့ပတ်သက်ရင်တိုးကောက်ဖို့နေရာတွေအများကြီးရှိတယ်ကျွန်တော်တို့ပွင့်လည်းပြောရင်လေတခါကျရင်ကျွန်တော်တို့ဟာတလိုပဲအမြင်ပေါ့နော်ပြုံးစရာလေးလိုပဲအမြင်ပေါ့ကျွန်တော်မျိုးငါအခွန်ကောက်မယ်လို့ဒါပေါ်တော့သက်ဆိုင်ရာဝန်ကြီးဌာနနဲ့သက်ဆိုင်ရာမျိုးတွေပြောရင်မင်းအခွန်ငါလိုက်တော့မှညဆိုလူကြီးကဘာပြောနေလဲလူကြီးကဘာပြောနေလဲပေါ့ကျွန်တော်ကောက်မစိုးမင်းသားတွေအရင်ကောက်အောင်မင်းသမီးတွေအရင်ကောက်အောင်သူတို့ကောက်သူတို့ရရင်ကျွန်တော်လည်းဆောင်မယ်အဲ့ဒါသူတို့ကပတ်စံအများကြီးရတာကျွန်တော်ဘာမှမရှိဘူးကျွန်တော်ကမင်းသားလည်းမဟုတ်မင်းသူဆောင်မဆိုလည်းမဟုတ်ကျွန်တော်မရဘူးသူတို့ရတာသူတို့ကောက်သူတို့ရပြီဆိုရင်သူတို့ကောက်လို့ရပြီကျွန်တော်လည်းကောက်ဆောင်မယ်အဲ့လိုလေးကိုကလူကြီးရတယ်အဲ့လူကြီးအဲ့လိုကျွန်တော်အဲ့လုတ်ပြစ်ချင်တာတခါကျရင်ဘာလို့အဲ့လိုလေးပြောပြစ်ချင်တာပြောရပါဘူးပြောရပါဒါပေမဲ့ပြောရပါဘူးဘာလို့မင်းသားမင်းသမီးတွေဆိုရင်လူကြီးတွေကိုယ်တိုင်ကိုကြရဟီ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 ဖြစ်နေတော့ကျွန်တော်ကဘာပြောမှမသိဘူးနော်လူကြီးကိုယ်တိုင်ဟီဟီဖြစ်နေတာမင်းသားမင်းသမီးတွေမြင်လူကြီးကိုယ်တိုင်တခါလေးဖြစ်နေတာပသက်ကြီးဖြစ်နေတာဆိုတော့ကျွန်တော်တို့ကဘယ်လိုလုပ်ပြီးတော့မပြောရဘူးပေါ့ဗျာထားပါတော့တကယ်တမ်းအခွန်ကိစ္စမှာဒီသေဥဆောင်နေအမှုပညာရှင်တွေတေးဂီတတေးဆိုဘာညာအကုန်ပါတယ် music line ရောဒီရုပ်ရှင်သဘင်ဂီတပေါ့စာပေကတော့တော်တော်ကိုဆင်းရဲပါတယ်ဒီ level 3ခုမှာစာပေအဆင်းရဲဆုံးစာပေကအဆင်းရဲဆုံးပဲစာပေ line အဆင်းရဲဆုံးဖြစ်တယ်နိုင်ငံအကျိုးပြုအလုံးစုံကစာပေနိုင်ငံအကျိုးလုံးကစာပေဆိုတော့စာရေးဆရာတွေပြောတာမဟုတ်ဘူးစာပေကိုပြောတာစာပေလို့ပြောတာတချို့စာရေးဆရာတွေမှားတာသူပိုင်ဒါပေမဲ့ကျွန်တော်ပြောနေစက်တာတစ်ခုလုံးပြောရင်စာပေကအဆင်းရဲဆုံးဒါပေမဲ့နိုင်ငံအကျိုးပြုဆုံးနိုင်ငံရဲ့လူထုဘောင်းများစွာလူဒန်းသားများစွာအပေါ်မှာတကယ်ကိုစာပေရမှာတန်ဖိုးရှိအသိပညာတွေလုံးလုံးဒါပေမဲ့ခုနရုပ်ရှင်သဘင်ဂီတကတော့တည်တဲ့အတိုင်းပဲအကျိုးတော့ပြုပါတယ်ဂီတလည်းအတိုင်းတည်းလို့အကျိုးပြုပါတယ်သဘင်လည်းတိုင်းပြုဒါပေမဲ့ရုပ်ရှင်ကတော့ပြုမပြုတော့ကျွန်တော်မသိဘူးဘာလို့ဆိုပြုမပြုတော့ကျွန်တော်မသိဘူးခင်ဗျားတို့ပဲလေ့လာကြည့်နော်ဘာလို့ဆိုအခုနောက်တစ်ခါပတ်စံအရာဆုံးရုပ်ရှင်အဲ့တော့ကျွန်တော်ပွင့်လိမ့်မယ်နိုင်ငံတော်အနေနဲ့ဒီဘန်စီမန်ဘနာဝင်ကြီးနေတယ်သူရှင်းရှင်းလေးတကယ်ခေါက်ခေါက်ချင်းဘာမှလုံးနေတယ်အင်ဒုပညာလောကသားတွေအခုရုပ်ရှင်ဟိုမေးလိုက်ရုပ်ရှင်စီအောင်ဥက္ကဋ္ဌနဲ့အတွင်းမှုနဲ့ CEC ဖို့လှမ်းမေးလိုက်ဟေးဒီနေ့ထက်မှာရုပ်ရှင်ကရုံတွင်မကဘဏ္ဍကားရှိလေပေးပါစင်းတောင်းလာအစင်းရကြည့်လိုက်တာနဲ့အမှပြီးတော့အဲ့ကားတွေထဲမှာပါဝင်တဲ့တရုတ်ဆောင်တွေဒရိုက်တာတွေဘာညာတွေပေါ့ဇန်ညွှန်းဆရာတွေအကုန်လုံးအဲ့စင်းလေးပေးပါတောင်းလာအဲ့စင်းရပြီဆိုရင် okay ဩဘယ်မင်းသားဘယ်မျိုးသူကတော့ရုပ်ရှင်ဘဏ္ဍကားတင်သွားပြီဒီနေ့တော့ဘဏ္ဍကားပြတယ်ပြီးအဲ့မင်းသားကိုဆက်သွယ်လိုက်အဲ့မင်းသားရဲ့ဒရိုက်တာကြီးရဲ့မင်းသားကြီးရဲ့တရုတ်ဆောင်ကြီးရဲ့ဘယ်လောက်လဲဟာဘယ်လောက်ပါဆို okay အဲ့ဒါဆိုအေးဟုတ်ပြီအကုန်ဘယ်လောက်ဆောင်တာလဲအကုန်ပြမဆောင်သေးမင်းသားဆိုခုံကောက်ဟေးဟုတ်တယ်မင်းသမီးအဲ့တော့ contact လားကောက်တွားပြီးတော့အဲ့ဒါပြီးတော့ရှင်းလေးအဲ့ဒါသူကဈေးညာအောင်မယ်အဲ့ဒါဈေးညာအောင်မယ်တချို့ရှိသေးတယ်ဟို3900 600လောက်ပေါက်နေမလားကျွန်တော်တို့ကမရပါဘူး100လောက်ပေးရတယ်90လောက်ပေးရတယ်လို့လို့မအဲ့ကြအခုံချောင်းတော့အဲ့ကြရှင်းလေးပဲထုတ်လို့ project company ကိုပေးလိုက်မယ်ဘယ်လောက်ပေးရလဲသူဘယ်လောက်ပေးရလဲခွဲမိလိုက်လေသူဘယ်လောက်ပေးရလဲအဲ့ကျွန်တော်တို့ဘယ်လောက်ပေးအေးဟုတ်ပြီအဲ့ဆိုပြီးသူက100လောက်ပေးရပါတယ် okay အဲ့ဆိုမင်းငါ100နဲ့ရိုက်ချင်တယ်မင်းလာရိုက်ပြီလားအဲ့လိုနိုင်ငံတော်အဲ့လိုပြန်ဟုတ်လို့ရသေးတယ်ဒါခါကြရင်အဲ့လိုလုပ်လို့ရတယ်အဲ့တော့လိုက်တာနဲ့ထွက်ပြီစင်ရရုပ်ရှင်စီယုံကမပေးဘူးဆိုရုပ်ရှင်စီယုံကိုယ်တိုင်ကအခွန်ရှောင်ရင်လို့သူတို့ကလိုပါလို့တာရုပ်ရှင်စီယုံနဲ့ CEC တွေကအဲ့စီယုံထုတ်မပေးဘူးသို့မဟုတ်အခွန်ဆောင်ဖို့သူတို့ကိုယ်တိုင်တိုက်တော့မပေးဘူးဆိုရင်အဲ့ဒါသူတို့ကိုယ်တိုင်ကအခွန်ရှောင်ရင်လို့လိုပါလို့တာရှင်းလေးပဲအဲ့တော့ဒါရုပ်ရှင်လောကဘာလို့အဲ့လိုသူတို့ဒီလောကကြီးကအစဆောင်ပြီဆိုရင်ကျန်တဲ့လူလူကအသိမြင်ပွင့်သွားဘာလို့သူတို့ကပြည်သူလူထုရဲ့စံပြပုံကိုယ်တွေလေပြည်သူလူထုကသူတို့မြင်ဟာလို့ပြန်ပြည်သူတွေကြားတော့သူတို့သွားရင်ပြည်သူတွေဟေးဆိုဖြစ်နေတာပြောနေတာပြည်သူသူတို့စံပြလို့မြင်ထားတာစံပြလို့မြင်တယ်သူတို့အုပ်စုကတာလေရင်ထိတ်ကစရတဲ့နဲ့ကျန်တဲ့ပြည်သူလူအကုန်လုံးတပွားနဲ့တပါးနဲ့ပါလာလိမ့်မယ်လူတွေကိုဆန္ဒပြဖို့သူတို့အုပ်စုကဥဆောင်တယ်လူတွေကိုလမ်းပေါ်တက်ဖို့သူတို့ဥဆောင်တယ်လူတွေကိုလူချင်းပြန်တက်ဖို့သူတို့အုပ်စုကဥဆောင်ခဲ့တယ်နောက်တစ်ခါဗာလဲလူတွေတပုံလို့ဖို့လူငယ်လေးတွေတပုံလို့ဖို့သူတို့အုပ်စုကလှုံ့ဆော်ခဲ့တယ်နော်အခုအချင်းချင်းပြန်တက်ဖို့ပြပနေလို့ဆိုတော့လေသူတို့အုပ်စုတွေကလူတွေပဲဆိုတော့ပြောရရင်တော့ဗျာသူတို့အုပ်စုကနေစရင်ပြည်သူလူထုပါတယ်ဆိုတော့ပြောချင်တာအဲ့တော့အခွန်ဘာနာကုန်ဝင်ကြီးနေတယ်ဘာမှလုံနေတယ်အဲ့ဒီဟာလေးပဲလှမ်းတောင်းလိုက်နောက်တော့ရုပ်ရှင်ယုံပိုင်ရှင်တွေကိုလှမ်းမေးလိုက်မင်းတို့ယုံပိုင်ရှင်တွေနဲ့မင်းတို့ကပြောပါမင်းတို့လူဘလောက်ဝင်လဲပြောလူဘလောက်ဝင်ဟုတ်ပြီအဲ့ဆိုပြဘလောက်ခွန်ဘလောက်ပြီလွယ်လေးဗျာလွယ်လေးဘာပြီးတော့ဒါတွေကနိုင်ငံတော်ကမသိတာမဟုတ်သိတယ်အဲ့တော့လှုပ်လို့ရတယ်အခွန်အဲ့ရစကြည့်လိုက်
ပြောအဲ့အစကြည့်လိုက်အဲ့အစရင်ကျန်တာကုန်တဘာလဲတနွေလေးစအခုပါလာလိမ့်မယ်နော်ရွေးရှင်လောကထဲမှာအဲ့ဒါပါလာလိမ့်မယ်အဲ့တော့ကောက်ရင်အဲ့ဒီကစကောက်လို့ကျွန်တော်တိုက်တွန်းချင်တယ်နော်အဲ့ဒီကစမကောက်ဘဲနဲ့စီမံဘဏ္ဍာဝန်ကြီးကဟိုပြောဒီပြောတာဆိုရင်တော့ဝန်ကြီးလို့ရမယ်လောကအဲ့စတင်တာလို့ကျွန်တော်အကြံပြုချင်တာနော်ဒါကြိုင်ဟိုဘာဖြစ်လဲဆိုတော့ဝန်ကြီးကိုယ်တိုင်ပဲလေမင်းသားမင်းတွေထားမှာကွာငါတို့ပွဲကြိုင်သူတို့ခလေးရထားလိုက်ပဲအဲ့ဒါမျိုးဆိုရင်တော့ဝန်ကြီးရဲ့မျက်နှာရည်လည်းကြီးလိုက်တာမင်းသားမင်းတွေကောင်တွေမျက်နှာရည်ကြီးတာဗျာကျွန်တော်မျက်နှာလေးလည်းဇီးရွက်လောက်ပဲရှိဘူးလားဒါမှမဟုတ်လေကျွန်တော်တို့ကဗာလေသူတို့လောက်ဟိုကျွန်တော်တို့ကျန်တဲ့ပြည်သူလူထုကသူတို့လောက်တမိုးမရှိတော့ဘူးလားလို့မေးရလို့ဖြစ်တယ်ကဲအဲ့တော့အဲ့ရစပါလို့ပြောချင်တာเนาะအဲ့တော့ရုပ်ရှင်စီဥက္ကဋ္ဌရဲ့တွင်းမှုတွေရဲ့ CEC အဖွဲ့တွေရဲ့เนาะတွဲပဲတွင်းမှုတွေရဲ့ဒုဥက္ကဋ္ဌတွေရဲ့သူတို့တွေကိုစင်းလန်းတောင်းလိုက်ပေါ့ကဲမင်းတို့ဖွဲ့တွေရုပ်ရှင်လောကသားတွေစီကမင်းတို့အခွန်ဘလောက်ကိုတစ်နှစ်ဘလောက်ကောက်ပေးနိုင်မလဲကောက်ပေးသန်းကွာဆိုပြီးပြောကြည့်လိုက်ပြီးပြီအဲ့ဆိုအဖြေထွက်သွားပြီမလုပ်ပေးဘူးဆိုရင်တော့မလုပ်ပေးဘူးသို့မဟုတ်ဝိလေကြောင့်မလုပ်နေပြီဆိုရင်တော့အဲ့ဒီတစ်ဖွဲ့လုံးကိုယ်တိုင်ပင်လျင်အဲ့ဒီတစ်ဖွဲ့လုံးကိုယ်တိုင်ပင်လျင်နိုင်ငံတော်ကိုအခွန်ရှောင်ရင်လို့လုပ်နေတာနိုင်ငံတော်စီကနေကျူစားဖို့နိုင်ငံတော်စီကနေပဲတောင်းစားဖို့လုပ်နေတာဟိုသူတို့ရှေ့ကပြန်ပေးဆက်ဖို့ဘာမှမလုပ်တဲ့သဘောပဲနော်တချို့ကပြောလိမ့်မယ်ဘာလဲနိုင်ငံတော်ပွဲအခမ်းအနားတွေငါတို့ကတော့တက်ပေးတာပဲငါတို့ကဘာလို့ကဆောင်းရလို့ပြောဟာနိုင်ငံတော်အခမ်းအနားပွဲတွေတက်ပေးတာကနိုင်ငံတော်အဆင့်ခေါ်တဲ့အတွက်ဘာမှတော့မယူပဲတက်ကိုတက်ရမှာနော်ဘာမှလာမဖြစ်မနေတက်ကိုတက်မှာဘာမှမယူနဲ့အဲ့ဒါကမှငါတို့အဲ့လိုတက်ပေးလို့ခေါင်းဆောင်တယ်မလို့ပါဘူးဆိုတာမျိုးတော့အဲ့ဒါမျိုးကတော့ရှင်းရှင်းပဲအဲ့ဒါပွဲတက်တာတက်အခွန်တက်မဆိုင်ဘူးအဲ့လိုလို့ကဲလို့ခွင့်ရချင်းဆိုရင်ခင်ဗျားလည်းဗျာသူတို့အခွန်ထုံရန်သားဖြစ်တယ်ဆိုတာယူသူတို့ကိုသူတို့ဟိုတနိုင်ငံလုံးတည်ကြီးညာမောင်းခတ်လို့ဖြစ်မနေဘူးလားဝန်ကြီးဌာနကိုယ်တိုင်ဒါနဆိုင်ရာအစိုးရကဒီကောင်တွေကတခုတည်းလူရန်သားတွေပါလို့တရားဝင်တတ်မှတ်မပေးုံတမယ်ဖြစ်မနေဘူးလားအဲ့တော့စဉ်းစားပေါ့ဗျာဘယ်ဟာအမှန်လဲအမှားလဲကိုယ်စဉ်းစားကြပါပြည်သူလူလည်းသိပါတယ်ပြည်သူသိပါတယ်နောက်သက်ဆိုင်ရာလူကြီးအစိုးရတာဝန်မရှိဘူးသိပါတယ်တိကြီးနဲ့မသိကြအောင်ဆောင်းနေရတော့ကြော်လို့ရင်နာတယ်ပေါ့ဗျာထားပါတော့ဗျာနော်ဒါဒီကောင်ညိုးကြီးနဲ့တီးတယ်လို့ထင်တယ်ပါဆိုလို့ထားပါနော်အဲ့တော့နောက်တစ်ခုကကျွန်တော်တို့ဦးစိုးသိန်းတို့သားဖာပေါ့နော်ဦးစိုးသိန်းတို့သားဖာဆိုတာဟာကျွန်တော်တို့အရင်တပရာယုံဝင်ကြီးဟောင်းပေါ့နော်ဦးစိုးသိန်းတို့သားဖာနဲ့ပတ်သက်တဲ့သတင်းလေးတစ်ခုဒါလည်းကျွန်တော်ကိုအေးချမ်းကိုလှမ်းပြီးတော့မေးလိုက်တော့ကိုအေးချမ်းလည်းမှန်တယ်လို့ပြောတယ်ဘာလဲဆိုတော့သူတို့ကိုဒီပြီးခဲ့တဲ့21နိုင်ငံခေတ်ချင်းတော့ဦးစိုးသိန်းနဲ့သူ့သားကိုအေးချမ်းကိုသူတို့နှစ်ယောက်ပါသူတို့မိသားစုကိုဒါကစစ်အာဏာသိမ်းခိုင်းတဲ့မိသားစုပါဒီအုပ်စုကစစ်တပ်ဘောမှာအုပ်စုထားပြောဝေဖန်ပေါ်ဆိုရေးတာပေါ့ဗျာရေးတော့အဲ့လိုရေးရကောင်းလားဆိုပြီးတော့ကဲမထူပါဘူးဆိုပြီးတော့ဥပဒေနဲ့ရေးယူမယ်ဆိုပြီးတော့အဲ့လိုရေးတဲ့သူတွေကိုတခါတည်းအမှုဖွင့်တာနင့်နာဘူးပေါ့နော်သူတို့ဒီလိုလုပ်တဲ့အတွက်နင့်နာတဲ့အတွက်ရော်ကြီးနင့်နာကြီးရလို့မှုဆိုပြီးတော့အမှုဖွင့်တာတဲ့နော်ကျွန်တော်မေးလိုက်တယ်ခေတ်သစ်ကရေးတာတော့၄ဦးလို့ရေးတယ်ကျွန်တော်မေးလိုက်တယ်မဟုတ်ငါကျွန်တော်တို့ပြောတာ9ယောက်ကိုဆွဲရတယ်3ယောက်ကအဲ့မီစုမျိုးဟန်းရှာမရလို့3ယောက်ကမရလို့4ယောက်ကိုတော့ရတယ်4ယောက်ကိုမှုဖွင့်လိုက်တယ်4ယောက်မှာ3ယောက်ထွက်ပြေးသွားပြီတယောက်ကတော့အမှုရင်ဆိုင်တယ်တဲ့ကျန်တဲ့3ယောက်ထွက်ပြေးသွားပြီတဲ့အဲ့တော့တရားရုံးကပြီးခဲ့တဲ့ရပိုင်းအမိန့်ချလိုက်တယ်တဲ့အဲ့ဒီ4ယောက်ကိုနော်ဦးစိုးသိန်းတို့ဦးစိုးသိန်းနဲ့သူ့သားကိုအေးချမ်းတို့တို့ကိုဒီနေမဲငစားရည်နဲ့ Facebook ပေါ်နေရေးထားတဲ့လူတွေအဲ့လူတွေကနင့်နာကြီးရလို့မှုနဲ့တရားစွဲတာဆိုတော့အခုအဲ့အမှုကိုအေးချမ်းတို့ဦးစိုးသိန်းတို့နိုင်သွားပြီးတော့တယောက်ကို300နှုံးနဲ့လာရော်ကြီးပေးဆိုပြီးတော့အမိန့်ချလိုက်တယ်တဲ့နော်ကမိုင်းရုပ်တရားရုံးကတရားရုံးအမိန့်ချပလိုက်တယ်ချရတော့အခုရှင်းပြောရင်တော့ချရတဲ့အတွက်ရော်ကြီးပေးရမှာပေါ့နော်ပေးရမှာဆိုတော့အဲ့လိုဖြစ်သွားတယ်အဲ့တော့ဘာလို့ပြောချင်လဲဆိုတော့အခုခမရကျွန်တော်ဒါတာမန်ပေါ့ကျွန်တော်ကဟိုပေါ့တာမန်လူတွေချင်းပေါ့ဒီကောင်ဘောမှာဒီကောင်တာမယ်ဒီကောင်လုံးဝဘာလို့မျိုးစုံရေးโอเคရေးအဲ့ဒါကိုကျွန်တော်ကရှင်းလေးပဲ66ကားတွေရောတခြားတွေရောနေရာကြီးတွေစတင်ပြောလို့တရားဆွဲချလိုက်နေရာကြီးလူမှုတရားဆွဲလိုက်ဆွဲထည့်လိုက်ရင်သူကဘာလဲဆိုတော့မဟုတ်မှဆွဲပြောဆိုမှုတွေနဲ့ဆွဲထည့်လိုက်ရင်တခါတည်းကောက်ပြီးတော့မှုဖွင့်ပြလိုက်ပြီးနေရာကြီးတောက်ဆိုလိုက်တောက်လိုက်ရင်အဲ့ဒါသူတရားရုံးကအခုဖွင့်ပြီးတော့အခုတရားရုံးကရင်ဆိုင်ခိုင်းတယ်ဆိုင်ခဲ့ပြီးတော့အခုတန်ကြီးချတယ်ပေါ့ဗျာအဲ့လိုလုပ်တယ်ပေါ့ဆိုတော့ခုနဆက်ပြောရင်အခုရုပ်ရှင်စီးအောင်ဆိုကျွန်တော်တရားဆွဲအဲ့ဒါ3မှုလောက်ဆွဲလို့ရတယ်ကျွန်တော်ဆွဲလို့ရတယ်ကျွန်တော်အဲ့ဒါသူတို့မှဘာခိုင်မာတဲ့ထောက်ထားမှမရှိဘဲသူတို့လုပ်ပါအဲ့တော့ကျွန်တော်တရားဆွဲလို့ရတယ်ဘာလို့လက်ခွင့်မရှိတဲ့အောင်သူလုပ်တယ်တော့တရားဆွဲလို့ရတယ်လက်ခွင့်ရှိတဲ့အောင်လုပ်ရင်မတောက်ဘူးမဟုတ်ဘူးပေါ့ဗျာလက်ခွင့်မရှိအောင်လုပ်တဲ့အတွက်ဆွဲလို့ရတယ်ထားပါတော့ဗျာကဲထားဇလက်ရှိပါဆိုအဲ့တော့ကျွန်တော်ပြည်သူလူထုသိနေချင်တာခင်ဗျားတို့ကိုတစ်ချိန်လုံးကစိတ်တော့ကဒုက္ခတွေပေးထားတဲ့သူတွေဘယ်သူဆိုတာသိတယ်မလားသိရင်အခုခင်ဗျားတို့တရားသွားဆွဲမှုဖွင့်တရားဆွဲတရားရုံးမှာကျွန်တော်တို့ကိုဘယ်တော့မှသူ screenshot ရေးသိပြီးအဲ့ဒါပြပြီးတတ်သိပြပြီးကျွန်တော်တို့ကိုသူကဘယ်လိုပြောထားခဲ့အဲ့တော့ကျွန်တော်တို့အဲ့လိုပြောတယ်ကျွန်တော်တို့မှာစိတ်ပိုင်းဆိုင်ရာစိတ်နှလုံးညှိုးနှံ့တဲ့ဂုဏ်သိက္ခာကျဆင်းတယ်ကျွန်တော်တို့မိသားစုသမိုင်းဂုဏ်သိက္ခာထိခိုက်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့မျက်နှာကြီးရောက်လို့ပါတယ်အတရားဆွဲတယ်ကျွန်တော်တို့မဟုတ်မှဆွဲတာတွေကျွန်တော်တရားပြန်ဆွဲပါတယ်ဆိုကြိုက်လိုက်သွားအဲ့လိုချပလိုက်အဲ့လိုစစ်တပ်ဘောမာတို့ဘာဖြစ်စစ်တပ်နဲ့ပေးသားမျိုးစုံမပြောခင်ဗျားတို့ပြောကြရရှိရလိမ့်မယ်ခင်ဗျားတို့မျိုးစုံတောက်တိုင်းတို့မျိုးစုံပြောပြီးတော့ခင်ဗျားတို့တတ်မှဖြတ်မှပြောခဲ့လူတွေတရားဆွဲပလိုက်ချအဲ့လိုလုပ်တော့မှအဲ့ဒီကောင်တွေနောက်မှလက်မတရရဲတော့ Facebook ပေါ်တက်ပြီးလက်မတရရဲတော့ဗစက်မတရရဲတော့အဲ့လိုဖြစ်သွားအောင်တရားဆွဲတယ်ချဘာလို့ဒါကြောင့်ပြောကြသတင်းမီဒီယာကတော့ရှိတော့ပုံစံတစ်ခုသွားရတယ်ပေါ့နော်ဒီပုဂ္ဂိုလ်ချင်းချင်းမှာတော့အဲ့လိုကိုင်းလိုက်ရမှာလုပ်ပြရမှာကျွန်တော်အာဘေကိုကြောင့်မေးလိုက်တော့သူပြောတယ်9ယောက်ကိုဆွဲထားတာတဲ့9
တော့မဟုတ်ပြီးတော့သူတို့စဆိုးပြင်တော့သိန်း3000တိတော့တယောက်သိန်း3000နာကြီးပြဆိုပြီးဆွဲတာဒါပေမဲ့ဈေးဝါရဆိုတရားသူကြီးတွေညှိပေးတဲ့သဘောဖြစ်မယ်ထင်တယ်တဲ့300နဲ့ဖြစ်သွားတယ်တဲ့အဲ့တော့ခုဒါပေမဲ့တယောက်ကတော့ခုတရားဥဆက်ရင်ဆိုင်ဦးမယ်တဲ့ရင်ဆိုင်ဦးမယ်တဲ့တရားဥဆက်ရင်ဆိုင်ဦးမယ်နောက်အယူခံတက်မယ်ပေါ့ဗျာ3ယောက်ကတော့ထွက်ပြေးတိန်းချောင်ဘာရောက်ပဲမသိဘူးဒါပေမဲ့ဘလို့ဖြစ်သူပြန်လာဆွဲခံပါပဲအိုး3ယောက်လည်းပေါ်ရင်ဆွဲခံမှာဆွဲထားပြီးသားမှုကတော့ဖွင့်ထားပြီးသားတဲ့တရားရုံးရင်ဆိုင်မှာပဲအဲ့တော့တခါတခါကြရင်လူတွေကိုကြောင်းမန်းကံမသိအောင်မှတ်လောက်တော့ပြောင်းလောက်ရမယ်ဆိုအဲ့ဒါလောက်ရမယ်ကျွန်တော်လုတ်တင်တယ်အခုတရားဆွဲတဲ့ဆွဲတင်တယ်ဆွဲချလိုက်ပြီးတာပဲအဲ့တော့ဘာဖြစ်သွားလဲဆိုတော့အချိန်တစ်ခုရောက်သွားလို့ရှိရင်လူတွေကဒီလိုမျိုး Facebook ပေါ်တက်ပြီးတခြားတယောက်ကိုနေမငါစပုတ်ခတ်ပြောဆိုလို့ရသလားမရသလားဆိုတာအဲ့ဒီမှာဥပဒေနဲ့ညီလားမညီလားဆိုတာပေါ်ပြီအဲ့ဒါကြောင့်ခုနဆွဲကြဖို့ကျွန်တော်တို့တိုက်တွန်းချင်တယ်ဒါတိုက်တွန်းချက်ပဲကျွန်တော်တိုက်တွန်းချက်ပါနော်ဆိုတော့ကိုကြီးကြတော့ကျွန်တော်ဘေးကြည့်ပြီးမှခေတ်သက်ကတော့ခင်ဗျားချစ်လို့ဘာဖြစ်နေပြီလို့ပြောတော့ရီးပြီးတော့ဟုတ်တယ်ကျွန်တော်လောက်ထားရတယ်ဆွဲထားတယ်2022ကဆွဲထားတယ်အခု2022ကဆွဲထားတာဗျာတဲ့ခုမှလည်းအမေရချရတယ်၄နှစ်ကြာသွားတယ်၄နှစ်ကြာသွားတယ်နော်၄နှစ်နီးပါးကြာသွားတော့ဗျာနော်အခုမှအမေရဖြစ်တယ်တဲ့တော်တော်ကြာတဲ့အဲ့လို၄နှစ်ကြာသွားတယ်ကဲဘယ်တော့စား၄နှစ်တွင်းမှာကျွန်တော်တို့တစ်ခုပြသွားဘယ်လိုလုပ်မလဲတဲ့ဒါကြတရားရတဲ့အဲ့လောက်ကြာတာမကောင်းဘူးပေါ့ဗျာဒါမျိုးသူပြောတယ်ဆိုတော့ဒါဘာဖြစ်ပါအဲ့တော့ဟိုဦးစိုးသိန်းတို့ပုံမှာဆွဆွဲပြောဆိုမှုတွေဘာညာကြီးဦးချမ်းတို့ကဆွဆွဲပြောဆိုမှုတွေပဲသူတို့ကပြန်ကင်ထည့်တာရှိတယ်ဥပဒေရလောက်တာဖြစ်တဲ့အတွက်ဒါသူကဥပဒေအတွင်းဘောင်နဲ့ပြန်ကင်လိုက်တာဖြစ်တဲ့အတွက်တချို့လူတွေသိပြီလို့ထင်တယ်လို့ပြောချင်တာနော်အဲ့တော့ Facebook မှာတက်ပြီးတော့ပောက်ကရရေးတာတွေရေးချင်တာရေးရရှောက်ရတဲ့ကြောင့်လက်မသိမ်းနဲ့ Facebook မှာတက်လက်မသိမ်းနဲ့အဲ့ဒါကိုကျွန်တော်ခဏခဏပြောခဲ့တယ်ကျွန်တော်ခင်ဗျားတို့ရဲ့ click လေးတစ်ချက် like လေးတစ်ချက် share လေးတစ်ချက်နဲ့ comment လေးတစ်ချောင်းစာလေးတစ်ချောင်းဟာနေတိုင်းကိုထောင်ထဲပြန်ထည့်သလိုဖြစ်မယ်ကိုတစ်ခွက်အောင်ဖြစ်လို့ဖြစ်တတ်တယ်မမေ့နဲ့လို့ပြောချင်တာနော်သူများတစ်ဖက်သားကိုတွားပြီးတော့မဟုတ်ဘဲနဲ့မဟုတ်မှပုတ်ခတ်စောကားတွေမလုပ်သင့်ဘူးလို့ကျွန်တော်ပြောချင်တာနော်ဒါလေးကကြိုးကြိုက်လို့ထည့်ပြောတာပေါ့နော်ဆိုတော့မဟုတ်မှန်ခဏထားပေါ့နော်ဆိုတော့တစ်ဖက်ကပြန်တရားဆိုရင်ခံရတတ်တယ်လို့ပြောချင်တာနော်အဲ့ဒါလေးကိုကျွန်တော်ထည့်ပြောတာအဲ့တော့ဒီနေ့ညကတော့ပိတ်ကတော့မြန်မာဘောလုံးအသင်းကိစ္စပေါ့ဗျာမြန်မာဘောလုံးအသင်းကဒီနေ့ဆိုရင်U16လဲအချိန်မကောင်း U16လဲအချိန်မကောင်းနော်မိန်းကလေးတွေရှုံးသွားပြီပေါ့နော်16ကလည်း9ရက်နေ့မနက်ညကြရင်ဘောလုံးကန်မယ်တဲ့နော်မြန်မာကန်မှာလဲဆိုတော့ U16ကဘာလဲဆိုတော့အာရှဖလားပြိုင်ပွဲ U16အာရှဖလားပြိုင်ပွဲဆော်ဒီအာရေဗီးယားဂျက်ဒက်မှာကျင်းပတဲ့ပွဲမှာတွားပြီးမြန်မာအသင်းကတွားကန်နေတယ်ကန်တော့မဲတော့အဟီလေးအစီအသင်းပေါ့နော်ဒါရိုနယ်ဒိုရဲ့အသင်းလားမသိအဲ့မှာကလက်ကျင်ကမှလက်ကျင်ရတယ်ထင်တယ်သိရတယ်အဲ့တော့မြန်မာအသင်းကလည်း U16ကလည်းဆော်ဒီအာရေဗီးယားတာဂျီကစ္စတန်နဲ့ထိုင်းနဲ့အဲ့အသင်းနဲ့တအုပ်စုရကြတယ်တဲ့ဆိုတော့ညီလေးတို့အသားလေးတို့မင်းတို့လွဲပါမလားကွာဒါမဲ့လဲကြိုးစားကွာရအောင်ကြိုးစားကွာလို့နော်ရအောင်တော့ကြိုးစားကြကွာလို့နော်အဲ့လိုပဲပြောချင်တာအဲ့တော့9ရက်နေ့ကျရင်စကန်မယ်မနက်ဖြန်9ရက်နေ့ကျရင်မြန်မာ17နာရီခွဲမှာမြန်မာနဲ့ဆော်ဒီနဲ့ U16 အသင်းတွေကန်ကြမယ်ပြီးရင်တော့9ရက်နေ့မှာမြန်မာနဲ့တာဂျီကစ္စတန်ကန်မယ်12ရက်နေ့မှာထိုင်းနဲ့မြန်မာနဲ့ကန်မယ် U16 တွေအဲ့တော့ရလက်ကတော့ဘယ်လိုထွက်လာမလဲတော့မသိဘူးသို့တော့ညီငယ်တို့သားတို့ကြိုးစားကြလို့ပဲပြောချင်တာပေါ့ကြိုးစားကြလို့ပြောချင်တယ်ပြီးတော့ဘောလုံးဖွဲ့ချုပ်လေးနဲ့လည်းလူရွေးချယ်တာစနစ်ကြတခြားမှန်ကန်ရွေးပါဘောလုံးဖွဲ့ချုပ်ကဘာလဲဆိုတော့တမိုင်းမှတ်တိုင်တစ်လျှောက်လုံးမှာ20လောက်တစ်လျှောက်ထိုးဆင်းနေတာကိုကုံတိတ်ကကိုပြန်ဆွဲတင်မှုဘောလုံးဖွဲ့ချုပ်နေတယ်လိုနေပြီလို့တိုက်တွန်းချင်တယ်နော်ပြီးတော့ဒါတော်တန်ဟော့စပါပေါ့နော်မနေ့ကညနိုင်သွားတဲ့စပါအသင်းပေါ့စပါအသင်းရဲ့နီးပြအဖွဲ့ဝင်တွေတဲ့အချို့တွေကဒါ AIA မြန်မာရဲ့စီစဉ်မှုနဲ့မြန်မာပြည်မှာလာပြီးတော့ training လာပေးတယ်လို့သိရတယ်နော် training လာပေးသွားတယ်ဒီအဲ့ဒါကိုဘောလုံးဖွဲ့ချုပ်ထုတ်ပြန်တာတွေ့ရတယ်အဲ့တော့မြန်မာဘောလုံးအသင်းတွေပုံမှာ training လာပေးတဲ့စပါအသင်းကလည်းဒါသူ့ရဲ့ကြော်ညာဝါရီယတွင်းတာပေါ့ဗျာသို့တော်လည်းကျွန်တော်မြင်တာပြောတာသူနီးဘလို့ပြကျွန်တော်တို့လူငယ်ဘဝမှာတော့ကလေးတွေကကောင်းလိမ့်မယ်ပြီးရင်နည်းနည်းလေးအရွယ်ရောက်လာရင်ကျွန်တော်တို့ကောင်းနေလဲသေးသေးဆင်းလာပြောတာကျွန်တော်ကောင်းနေသွားတာပဲဗျာဘာကြောင့်လဲတော့မသိဘူးအဲ့ဒါတော့နည်းနည်းပြဿနာရှိတယ်ပေါ့နော်အဲ့တော့ခေါ်တော့တင်ပေးတာပဲနော်စပါးတဲ့လူကြီးခေါ်ပြီးလုပ်ပေးနေတာပဲဒါပေမဲ့လည်းကျွန်တော်တို့လူငယ်တွေအနေထားကတော့ကျွန်တော်တို့လူငယ်တွေအနေထားဒီလောက်ပဲထင်ပါတယ်ဗျာကျွန်တော်တို့လုံနိုင်စွာကုန်နေထင်ပါတယ်လူငယ်တွေအဲ့လောက်ပဲဖြစ်တယ်အဲ့တော့ဘောလုံးဖွဲ့ချုပ်အနေနဲ့လည်းနောက်ပိုင်းကြရင်တော့သေချာmaster plan သေချာစနစ်ကြဆွဲပြီးတော့10စုနှစ် plan 20 plan အဲ့လိုကြာကြာနာဆွဲပြီးတော့စနစ်ကြလောက်ကြဖို့လိုတယ်စီမံခန့်ခွဲတာမှန်ခွဲဖို့လိုတယ်မဟုတ်ရင်ဘောလုံးအသင်းနဲ့မြန်မာတွေနှလုံးသားနဲ့တသားတည်းပါအဲ့တော့ဘောလုံးအသင်းကြာရှုံးနေတာမြန်မာတွေနှလုံးသားကြီးကြာရှုံးနေတာပဲเนาะအဲ့တော့မြန်မာတွေနှလုံးသားကိုကြာရှုံးအောင်လုပ်တာတော့မကောင်းဘူးပေါ့ဗျာဘွဲချုပ်တောင်းရှိသူတွေကိုပြောတာပါเนาะအဲ့တော့ဘာပြောအောင်မြင်ဝိုင်းစူးစမ်းကြည့်ကြပါလို့ပဲတိုက်တွန်းနေဒီတော့ဒီလောက်ပါအားလုံးပဲကိုယ်စားသိရှိပါတိုက်ရောစေနာမှထားပါသစ္စာရှိပါကိုယ်နိုင်ငံသားချင်းချင်းအပြန်အလှန်တပ်ဖြတ်နေကြတာကိုလက်ခုပ်လဝါတီးပျော်နေတဲ့လူမိုက်လူရဲငါလူသက်အကြမ်းဖက်အပေသမားခမားဖြစ်နေသလားဆိုတော့ပြန်လည်မေးခွန်းထုတ်ပါလို့ပြောရင်းနဲ့ဒီနေ့လဲကျွန်တော်တို့တရက်နီးလာခဲ့ပြန်ပြီပေါ့ဗျာ